ကျွန်တော်တို့ကမင်းတို့ဘက်ကလူတွေလောက်တာကြတော့မင်းတို့ကအတန်မထွက်ဘူးလားလို့ဖြစ်မှာဆိုလို့ပေါ့နော်ကျွန်တော်တို့ဒီကားတွေကိုတန်ထွက်ပြောတာဟုတ်တယ်အဲ့လိုမပြောဘူးလားမင်းတို့ဘက်ကတော်လေအာနာရှင်ကျတော့တော်လန်ပြီးမင်းတို့ဘက်ကလူတွေမဟုတ်တာလုပ်နေတာကြတော့မင်းတို့ကမပြောဘူးလားဆိုပြီးအဲ့တော့မေးကြည့်တာရှင်းမေတ္တာရဲ့နောက်ပြီးတော့မျိုးသမီးတွေအပေါ်မှာဘယ်လိုမျိုးပေါ့တန်ဖိုးထားမှုကဘယ်လိုရှိလဲပေါ့အဲ့ဒါဒီသိချင်တာတားရမေးပြလိုက်ပြီနော်ရိုးရတတ်တာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဧည့်သည်တော်2ယောက်ဖိတ်ခေါ်ထားပါတယ်ဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်တွေကတော့ဒါမိတ်ဆက်စရာမလိုအောင်သိကြတဲ့ဧည့်သည်တော်2ယောက်ဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆက်စရာမလိုဆိုရင်community ကိုတော့တစ်ချက်လေးနှုတ်ဆက်ပေးပါမင်္ဂလာပါကျွန်တော်ကိုကြီးဖြစ်ပါတယ်ပါပါဒါကတော့ဆရာတောင်းပါဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ကိုတောင်းနဲ့ဆရာပြည့်ကိုဖိတ်ခေါ်တာဖြစ်ပါတယ်ဒါ podcast သဘောမျိုးလေးကျွန်တော်တို့စကားဝိုင်းလေးစကြမယ်ပေါ့နော်ဒီနေ့ professional 2ယောက်ဖိတ်ခေါ်ထားတယ်ဆိုတော့လက်ရှိတော်လိုင်းကာလာအတွင်းမှာ professional ကိုယ့်ရဲ့ professional ပတ်သက်ပြီးတော့ဘာတွေရက်တည်နေကြတယ်ဘယ်လိုမျိုးတွေလုပ်နေကြလဲဆိုတော့ဒီနေ့နည်းနည်းလေးမင်းများဆက်စုသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကိုတောင်းနဲ့ပဲစလိုက်မယ်ဟမ်အဲ့တော့ကိုတောင်းလက်ရှိတော်လိုင်းထဲမှာလည်းကိုတက်နိုင်တဲ့ဘက်ကနေပါဝင်နေရအများကြီးရှိတယ်ဆိုတော့တော်လိုင်းကာလာကျွန်တော်တော်လိုင်းကာလာဆိုတာဒါအာနာသိမ့်ပြီးတဲ့အချိန်ပေါ့နော်အာနာသိမ့်ပြီးတဲ့နောက် day 1ကနေဘယ်လိုမျိုးကိုရဲ့ဘဝအတွက် professional တယောက်အနေနဲ့ဘယ်လိုမျိုးရက်တည်ခဲ့ရလဲဆိုတာလေးအကျဉ်းဆုံးမျှဝေပေးလို့ရမှာရှင်းတော့ day 1မှာကျွန်တော် professional life ကဆုံးရှုံးခါတာလို့ပြောလို့ရတယ်နော်ဟုတ်ကဲ့ရက်တည်ကိုကျွန်တော်ဒီ my professional ဒီထဲမှာတော့ my professional life ကလောင်နေကြသွားတယ်။ဘာလို့ဆိုတော့ကျွန်တော်အဲ့ဒီအချိန်မှာလည်းကျွန်တော် day 1မှာပထမဆုံးစပြီးတော့ခေါင်းထဲရောက်လာတာ။ဒီကောင်လေးလောက်မှာတော့အလုပ်စမ်းလို့အလုပ်တင်တာလို့စမ်းလို့ဆိုတော့ဆုံးဖြတ်ချက်။အဲ့ဆုံးဖြတ်ချက်ကအရင်ဆုံးခိုင်မာခဲ့တယ်နော်။ဆိုတော့နောက်ဆက်တွဲရကြတော့ဒီတော်လိုင်းကာလဒီအာနာသိန်းကာလလောက်ကြာမယ်ဆိုတော့အချာပေါ်မှာတွေ့ရတော့ဘယ်လိုဆိုတော့ချိန်ကာလခဏလေးနဲ့ပြီးတော့မဟုတ်ဘူးအာနာရှင်ဆိုတော့ရှင်လေးကဘယ်တော့မှမထွက်ဘူးကျွန်တော်ကပုံလေးရှိနေတာဆိုတော့ကြတော့ကျွန်တော်ဆုံးဖြတ်ချက်ကဒီ professional ကိုဘယ်လိုနားတက်မလဲပေါ့နော်ကျွန်တော်ဒီလိုမှရှိတဲ့ professional ဆိုတော့ live ကျွန်တော်ဖြတ်တန်းရလိုက်ဘယ်လိုနားတက်ပြီးတော့နောက်ထပ်ဘယ်လိုမျိုးလမ်းတက်နေလဲနောက်ထပ်ဘယ်လိုမျိုးဒီအာနာရှင်လက်အောက်မှာမဟုတ်တဲ့ဥပညာတွေဘယ်လိုဆက်ဖန်ကြည့်ပြီးတော့ဒီကောင်တွေဘောဘယ်လိုမျိုးတော်နိုင်ရေးလုပ်ပြီးဆက်လုပ်နေဆိုတော့နှစ်ခုကိုကျွန်တော်တို့စဉ်းစားသွားတယ်အဲခွဲခြားပြီးတော့တွေးတာရှိပါတယ်နော်အဲကျွန်တော်တို့ဒီဝက်မှာကျွန်တော်စိတ်ညစ်ညစ်တဲ့ပုဂ္ဂိုလ်အဆုံးဖြတ်လိုက်ရတဲ့ဆိုတော့ကျွန်တော်ဖြစ်တဲ့ professional လမ်းဝင်သွားတယ်ဟုတ်ကဲ့ဟုတ်တယ်အားတွေညာတွေကျွန်တော်လုပ်ချင်ခု professional မှာလည်းရောထွေးမသွားဘူးပဲဒီကစဉ်းစားတာနော်ဒီကကျွန်တော်ရဲ့အိမ်လုံးတွေကကျွန်တော်ရဲ့စိတ်ကူကဘာ professional လည်းမကြောက်ရှုံးဘူးတော်လည်းရို့လည်းပါဝင်ရဒါပေမဲ့အဲ့ဒီခုကလည်းမရောထွေးအောင်ကျွန်တော်သွားတယ်ကျွန်တော်လည်းနော်ဟုတ်ကဲ့ဟုတ်ဆိုကိုတော့အကယ်၍တာပေါ့နော်ကိုယ့်ရဲ့ professional life ကိုဒီအကောင့်တွေအောက်မှာဒါဆက်ပြီးတော့ရှိနေခဲ့မှာဆိုရင်ဘယ်လိုဖြစ်နေမှာလို့ထင်လဲရှိကြတော့မရှိဘူးဒီကောင်တွေအောက်ကနေကိုလုံးချင်တာဆိုတော့ဟုတ်အကယ်၍ကျွန်တော်အဲ့မှာရှိနေတယ်ကျွန်တော်တခြားတယ်တော့ထွက်လာဒီကြောဘက်ကဒီကောင်တွေလောက်မှာဆိုတော့လုံးလို့ဟုတ်ကဲ့ဟုတ်ကျွန်တော်ထောင်ထဲရောက်ရမရအောင်ကျွန်တော်တခြားတယ်တော့သွားတာဒီခုပဲတေးကြရဲ့ဒီကောင်တွေလည်းဆွဲတော့ထည့်ထားမှာရှင်းတော့ထည့်ထားမှာနော်ချောလို့ရက်မြင့်တယ်ဒီကောင်ဆွဲထည့်ထားလိုက်တော့ဆရာပြီးတော့ဘယ်လိုမျိုးရက်တီကြရကိုကတော့ရင်တော့ဟိုရှိုးတွေမှာလည်းဒီမှာလည်းပြောခဲ့ပြီပေါ့နော်ရှေ့မှာနှစ်ခါတော့ပြောနှစ်ခါသုံးခါတော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့ကိုထွက်လာတဲ့ဟိုစဉ်းစားရတော့ဒီ size ရ live ကိုပေါ့ size ရ live ကိုတော့ပြောက်အောင်နေမယ်ဆိုတာမျိုးဆုံးဖြတ်ထား။ဘာကြောင့်လဲဆိုတော့ဟို size ရတယောက်ဖြစ်ဖို့ဆိုတာတကယ်တော့မလွယ်ဘူးပြည်လား။နောက်တစ်ခုကမလွယ်ဘူးဆိုတာကတော့ချို့အတွက်တော့မဟုတ်တော့မလွယ်ဘူး။ဟိုတွေကဘဝကိုကောင်းဝင်ခွေလာကြတာဒီဘဝကိုရဖို့အတွက်ပေါ့အများကြီးစူးစမ်းထားခဲ့ရတာပေါ့နော်။
ပြီးတော့ကိုလိုချင်တဲ့ live ကလည်းဒါပဲလေစာရေးတယ်အေးသေးသေးစောက်ပြင်းလိုက်ပေါ့နော်အဲ့တော့စာရေးတယ်အဖန်ကြီးစောက်ပြင်းလိုက်အဲ့တော့အခုပြန်စဉ်းစားရပါတော့ဟိုအနာဘယ်နေရဟိုတော့ပြောဦးပါတယ်အဲ့မှာစဉ်းစားတဲ့ခါကျတော့ဒီဟာကိုစောတော့မလားဒီ live ကိုပဲရက်တည်နေတယ်ဒါပေမဲ့ဒီအောက်မှာဆိုရင်ဒီစစ်အာဏာရှင်အောက်မှာဆိုရင်ကိုရေးနေတာရေးလို့မရဘူးဆိုတော့မီဒီယာတွေဘာမှမရှိတော့တကယ်တမ်းဆောက်ပြမီဒီယာတွေရှိရပါတယ်စားဘာမှမရှိတော့ဆိုတော့အခုနေနေတယ်ကိုလွတ်လပ်စွာရေးသားခွင့်လည်းမရှိဘူးဆိုတဲ့နေရာမှာပြီးတော့နောက်တစ်ခုမနေချင်ဘူးမနေချင်တဲ့ပြန်နောက်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ပြည်တယ်ပေါ့နော်ကိုတိုင်းနဲ့ပြည်တယ်ရှိကို principle ရှိအဲ့ principle နဲ့မကိုက်ဘူးဆိုတော့အာဏာရှင်နောက်မှာကိုယ်နေခဲ့မှုလားမှန်တယ်ဒါပေမဲ့ကိုစာရေးဆရာဖြစ်လာတဲ့ခေတ်ကအဲ့ခေတ်မဟုတ်ဘူးပေါ့နော်ဟို2012လောက်မှာစပြီးတော့ဒီစာပေလောကတွေရောက်တာဆိုတော့အဲ့လိုအခြေအနေမျိုးမှာနောက်ထပ်ပြပင်ထားတဲ့ဟိုစဉ်းစားဖို့ဖြတ်ရတာတော့မလုပ်ချင်ဘူးလွတ်လပ်ရေးချင်သားချင်တယ်ငွေကြေးနဲ့တခြားဟာအဓိကမဟုတ်ဘူးဆိုပြီးတော့အဲ့လိုနဲ့ဟိုကိုလည်းလွတ်လပ်တဲ့ဘဝကိုရွေးချယ်တာပေါ့ရွေးချယ်တဲ့အခါမှာဒီဘက်ကိုဒုက္ခရောက်မယ်ငါဟိုအထက်ကတခြားစာရေးဆရာတို့စာအုပ်ထုတ်လို့ရဒီမှာနေရမယ်ငါမျိုးပြဿနာရှိနိုင်တယ်ဒါပေမဲ့ဒီဘက်ဘဝကိုပဲရွေးချယ်ခဲ့တာဘာကြောင့်လဲဆိုတော့ဒီမှာ platform တွေအများကြီးရှိတယ်နောက်ပြီးတော့ထောင်ပြောသလိုပဲငါတို့ဒီဘက်မှာနေမယ်ငါ professional လဲငါအဆင်ပြေလုပ်မယ်ဒီတော်လိုင်းမှာတက်နေတော့ဝင်ကူမယ်ဆိုပြီးတော့အဲ့လိုပဲရွေးချယ်ခဲ့တာအဓိကကတော့ကိုယ့်ရဲ့လွတ်လပ်ခွင့်အတွက်ရွေးချယ်ခဲ့ရတယ်ပေါ့နော်အဲ့လိုပြောရင်ပိုပြီးမှန်မှန်တယ်အဲ့လိုရွေးချယ်တဲ့အခါမှာလည်းပြဿနာတွေပေါ့နော်ပြဿနာတွေဆိုတော့ဥပမာဘာရှိနိုင်လဲဆိုတော့ဆက်ဆောက်နေတာဒီတော်လန်ရေးမှာဒီတော်လန်ရေးတဲ့ပါတဲ့လူတွေကအဲ့ကြီးရှိရသိလားပါတဲ့လူတွေကအလုံးမင်းတို့မလုပ်အောင်မင်းတို့ကဒီဟာလည်းပတ်သက်တာပဲလုပ်ရမယ်ကျန်တာမလုပ်အောင်ပြီးရင်ဟိုငွေမရှာဘူးဆိုရပြဿနာရှိတာပေါ့နော်ရှိလာတဲ့အခါမှာဒါပေမဲ့အဲ့အရာတွေကအစပိုင်းနဲ့တချို့နေရာကမှန်တယ်တော့မှန်မယ်မဲ့လေနောက်ပိုင်းကျတော့အဲ့လိုရောထွေးလာပြီးတော့တကယ်တမ်းဟိုကိုယ့်ရဲ့ survival အတွက်ရက်တီပြီးနဲ့တော်လိုင်းရေးကိုကူမဲ့လူတွေအတွက်ကြတော့ဒီဟာတွေမိသွားတဲ့အခက်အခဲတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကိုလည်းတောင်းတစ်ချက်ဟိုပေါ့ကြုံခဲ့ရတချို့ကြုံခဲ့ဘူးလားရှင်းတယ်ပြောပြပါအောင်အဓိကကိုကြီးကျွန်တော်တို့ဒေါ်လာနဲ့ပါရင်ကျွန်တော်တို့ကဝယ်တည်ရမယ်ကျွန်တော်ကအစိမတိဖြစ်နေစုပ်ပြက်စင်းရဲ့ဒီဘာလုံးမလုပ်ရမယ်နဲ့ကျွန်တော်တို့ရဲ့ professional life ကြီးကလည်းတည်သွားရမယ်ဒီတော့ကျွန်တော်တို့ကအရင်ပဲပေးဆက်ထားသလိုပုံစံကြီးနေရမယ်ကျွန်တော်ယုံကြည်တဲ့ဒေါ်လာရေးဆိုတာကဘာမှပေးဆက်တာမဟုတ်ဘာမှ sacrifice လုပ်တာမဟုတ်အဲ့ဒါကဘယ်လိုလူတွေကိုပဲစကားသုံးနေတယ်ဆိုတော့ဒေါ်ထဲမှာရှိနေတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကိုယ်တိုင်လည်းစကားသုံးကျွန်တော်တို့ကဘာမှပေးဆက်တာကျွန်တော်တို့ကကို professional life ကိုဒီကောင်တွေလောက်မှလုံးမလုပ်ချင်ဘူးပြီးတော့ဒီကောင်တွေကိုတော်လန်တဲ့အကြောင်းအရာတွေပြောတယ်ဒီကောင်တွေကိုလက်မခံတဲ့အကြောင်းအရာတွေကိုတတ်နိုင်သလောက်စူညံအောင်ပြောတယ်စူညံအောင်ပြောတယ်ဆိုတာတွေးထိုးလို့ဆိုတာမဟုတ်ကျွန်တော်တို့ကဒီမတရားမှုကိုမတရားမှုတိုင်းကျွန်တော်တို့ကစူညံအောင်မပြောလို့ကျွန်တော်ကရင်ကုန်နှုတ်ပိတ်နေတယ်အတန်ထွက်ပေးတာအပြစ်ရှိတယ်ကျွန်တော်ကပြောဖို့ပြောကျွန်တော်အတန်ထွက်ပေးရအောင်ကျွန်တော်တို့ကအတန်ထွက်နိုင်တဲ့လူတွေကိုအတန်ထွက်ပေးဒါကျွန်တော်တို့ဘယ်သူမှမပေးတဲ့တာဝန်ကိုကျွန်တော်တို့တာဝန်ယူကြနောက်ကိုရဲဘော်တွေပေါ်အောင်လေဟုတ်တယ်ကျွန်တော်တို့ကိုယ်တွေလုပ်ခဲ့တယ်ရဲဘော်တွေဆိုတာကျွန်တော်ကရဲဘော်တွေဆိုတော့တကယ်လုပ်ခဲ့တယ်ကျွန်တော်နိုင်ငံတကယ်နေရာစုံမှာအောင်မြင်ဖို့တွေရှစ်ဆက်တက်လမ်းမဲ့လူတွေနိုင်ငံတကာကိုထိုးပေါက်နိုင်တဲ့လူငယ်တွေအချိန်တွေအများကြီးလောကကြီးမှာအချိန်တွေအများကြီးပိုင်ဆိုင်ထားတဲ့လူတွေလည်းလူငယ်ဆိုတာပြီလားလူကြီးတွေဆိုတာအချိန်ခဏလေးနဲ့ပြီးဆုံးသွားမဲ့လူတွေလူကြီးတွေဆိုတာတေချာဝလူငယ်တွေနေရာပေးရမယ်ဆိုတော့လူငယ်တွေအခုချိန်မှာဘာဖြစ်နေလဲဆိုတော့အဲ့အချိန်တွေအားလုံးကျွန်တော်တို့ကဘေးဆက်ထားဆိုတော့သူတို့ရောက်တဲ့နေရာသူတို့ရှိတဲ့ professional life မှာမရှိဘဲနဲ့သူတို့ sacrifice လုပ်တာဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုတေချာကိုပြမြင်ဖို့လိုမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့ကဘာမှပေးစက်တာလည်းမရှိဘူးကျွန်တော်တို့ဘယ်သူစီရမှာလဲဘာပတ်စံမှယူကြတာမရှိဘူးဥဒတ်တိလည်းကျွန်တော်တို့အလုံးနဲ့ပဲကျွန်တော်တို့ရက်တည်ပြီးတော့ပတ်စံမရှိလည်းမရှိသလိုနေပတ်စံရှိလည်းရှိသလိုနေတယ်အဲ့အတွက်ကျွန်တော်တို့ကလေးပြလုံးပျော်လဲပျော်ရတယ်ကျွန်တော်တို့စိတ်ဆင်းရဲမနေဘူးဒါပေမဲ့တော်လန်နေတယ်အဲ့ခုတော့စိတ်ထဲမှာအများကြီးရှိသလိုတော်လိုင်းနဲ့ပတ်သက်တဲ့အလုပ်ဆိုရင်ကျွန်တော်တို့ကတော်လိုင်းနဲ့ပတ်သက်တဲ့အလုပ်လို့ပြောလုပ်တယ်ကျွန်တော်တို့ professional နဲ့မဆိုင်အဲ့ဒါအလုပ်ကိုလုပ်တယ်ဆိုတော့ဝေးကြတာပေါ့နော်ဒီကတော့တော်လိုင်းရေးဆိုတာလည်းတော့ volunteer ပေါ့နော် volunteer ဟိုကတော့ professional ကတော့ဒါကိုယ့်ရဲ့ survival professional ဆိုတာအဲ့ဒီခုကြားမှာတကယ်လို့ပေါ့ဥပမာအခုတစ်ခေတ်နဲ့ပေါ့နော်ဟိုဒိုးတွေအခုမျက်စိရှိမှတွေ့လာတော်လန်ထုတ်ကုန်ကြီးရှိရဲတော်လိုင်းနဲ့ပတ်သက်တဲ့
စီးပွားရေးတွေဖြစ်လာတယ် business တွေရှိလာကြတယ်ပေါ့နော်ဒါကလည်းသူတို့တွေဟိုတချို့ကလည်းတရားခိုင်နှုန်းသွားတယ်တချို့ကလည်းအဲ့လိုရာခိုင်နှုန်းဟိုပါပေါ့ခွဲကြရှိတယ်ပေါ့နော်အဲ့အချိန်ကျတော့ဒီ artist တွေကနေတဲ့နေရာမှာတော့ဥပမာ down လို့ပေါ့နော်ဥပမာလို့ဆိုရင်ဘယ်လိုအနေသားနေကြရလဲပေါ့နော်ဥပမာရာခိုင်နှုန်းပြည့်တစ်ခုလုံးဟိုမယူဘဲနဲ့လုပ်ပေးတဲ့အလုပ်နဲ့ကျိုးမြတ်တစ်ခုပေါ့နော်ကိုယ့်အတွက်လည်းဟို survival ရမယ်နှုံးသားတစ်ခုယူတဲ့အလုပ်မျိုးပေါ့နော်အဲ့လိုမျိုးတွေရှိတာပေါ့နော်ကြည့်တယ်ငါတို့ရှိရပါငါတို့ပြန်ပြောပြအဲတောင်းအရင်ကြီးတာကိုကြီးပြောတော့ကျွန်တော်ရန်ပြောချင်တယ်ဟုတ်ပါပြီလားဘာလို့လဲ၄နှစ်ကျော်ကာလမှာကျွန်တော်ကဘယ်တော့ပဲခုနကစကားလေးပြောလေခု professional နဲ့ဒီတော်လိုင်းရေးအလုံးနဲ့ပတ်သက်ဘယ်တော့ပဲခွဲခြားထားတယ်လို့ပြောသွားပြီးတော့ line ဘူးနေရတယ်ရှိတယ်ခုနကပြောတယ်ကျွန်တော်တို့ရဲ့လူသိအောင်ပြောနိုင်တဲ့လူတွေကိုရောက်တရားအကြောင်းပြောနိုင်တဲ့လူရှိမယ်ရောက်တဲ့ကောင်အကြောင်းပြောနိုင်တဲ့လူရှိတယ်အဲ့ပေါ်မှာကျွန်တော်ကရောက်တရားအကြောင်းပြောနိုင်ကျွန်တော်ရောက်တရားအကြောင်းပြောနိုင်ဘူးဒီလုပ်ကိုလုပ်တဲ့ချိန်မှာရောက်တရားကျွန်တော်အကြောင်းလုပ်ဖို့ကျွန်တော် professional life ကိုကျွန်တော်ကတည်ဆောက်ထားတာပေါ့နော်ဆိုတော့ကျွန်တော် professional life မှာကျွန်တော်တို့ professional life ကိုအားပေးတဲ့ရောက်တရားချင်းရောက်တရားကိုကျွန်တော်အကြောင်းပြောနိုင်ဆိုတော့အဲ့မှာခုနဒေါ်လာကိစ္စပါလာတော့ခုနကျွန်တော် professional life ကမညှိချင်ပဲတဲ့ညှိသွားဆိုတော့အရင်တော့ကျွန်တော်တို့ကအဲ့ life မှာညှိသွားရင်ဥပမာထားပါတော့ short film ပဲဖြစ်ဖြစ်တချင်းဆိုပေးတာဖြစ်ဖြစ်ဘာကိစ္စပဲကျွန်တော်အကုန်လုံး free လုပ်ပေးတယ် volunteer အနေနဲ့ free လုပ်ပေးတယ်ကျွန်တော်တို့လုပ်ဒါပေမဲ့ဒီ၄နှစ်ကျော်ကာလမှာဟိုပြည်သူတွေအများကြီးလည်းသိပြီးသားဖြစ်တယ်ဘာသာမှုတွေလိမ်လည်မှုတွေကိုကျိုးစီးပွားရှာသွားကိုကျိုးစီးပွားရှာမှုတွေကိုကျိုးစီးပွားရှာပြီးကိုကျိုးစီးပွားမရှာသလို hero လုံးနေတဲ့သူတွေအများကြီးရှိတယ်ဒါကျွန်တော်တက်ပြောတာပေါ့နော်စက်ပြီးဆက်ရဆိုရင်လည်းစိုက်ရင်လည်းစက်ကြမလားဆိုတော့အဲ့ထဲမှာတော့ကျွန်တော်မပေါအောင်နေတယ်အဲ့ထဲမှာတော့မပေါအောင်နေတယ်ဆိုတော့အဲ့ထဲမှာမပေါအောင်နေတဲ့အချိန်မှာကာလကြာတဲ့အချိန်ကျွန်တော်ကဘာလို့ရတော့မလဲဆိုတော့ရှင်းရှင်းလင်းလင်းပြအောင်လုပ်ဖို့လုပ်လာတဲ့ပိုင်းရှိတယ်ပြီးကျွန်တော် professional ကိစ္စတွေပါလာပြီလားအဲ့ဆိုရင်တော့ကျွန်တော် professional ကြီးကိုကျွန်တော်ယူတဲ့ဟာကလည်းကိုကိုယူတယ်မဟုတ်အဲ့ရတဲ့ဟာကိုကျွန်တော်ဟိုနေရာကိုကြီးနဲ့ကျွန်တော်တို့စကားပြောပြကြတယ်အဲ့ရတဲ့ဟာကျွန်တော်တို့ပေးနေတဲ့နေရာကျွန်တော်တို့လုပ်နေတဲ့ project တွေကျွန်တော်တို့ကိုယ်ပိုင်နဲ့ကျွန်တော်တို့ဖြတ်ထားတယ်အဲ့ဒါဒီခေါင်းစဉ်အောက်ကနေမဆိုင်တော့ဥပမာထားပါတော့ကျွန်တော်တို့ကထားပါတော့ငှက်ကလေးများဆိုတဲ့ project ကိုကျွန်တော်တို့လုပ်တယ်အဲ့ငှက်ကလေးများကကျွန်တော်ချင်းဆိုတယ်ထားပါတော့နော်ငှက်ကလေးများဆိုတဲ့ live show တစ်ခုလုပ်မယ်အဲ့ show မှာကျွန်တော်ချင်းဆိုမယ်ဆိုရင်လည်းအဲ့ show မှာကျွန်တော်ကဒီခုနတော်လိုင်းမှာပါတဲ့ဖွဲ့စည်းရလုပ်တဲ့ဖွဲ့ဖြစ်တဲ့အတွက်ကျွန်တော်ပါပြီးမယ်ကျွန်တော် professional ကြီးကိုကျွန်တော်ယူမယ်အဲ့ကြီးကကျွန်တော်ဘေးနေရာအတွက်ကျွန်တော်ယူတာဆိုပြီးကျွန်တော်ခွဲခြားလိုက်အဲ့ဒါခုနကကလေးမကောင်းတဲ့မဆိုင်ကျွန်တော်အနေနဲ့ကျွန်တော်ကူညီပဲကိစ္စဒါငှက်ကလေးများနဲ့ပတ်သက်ရင်ကျွန်တော်လည်းကင်းရှင်းလေးလေးစည်ရင်တီးကြတယ်ငှက်ကလေးများရေးပေါ်တွေတွေ့လာအများကြီးရှိတယ်အဲ့လိုမျိုးကျွန်တော်တို့လုပ်ဖို့ကိုခုနောက်ပိုင်းကျွန်တော်စီစဉ်လာတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းဖြစ်လာမယ့်အရှုပ်ရှင်းတွေကိုကျွန်တော်တို့ professional နဲ့ဒီခုနပြောတဲ့ volunteer နဲ့ကြားမှာခွဲခြားတာပေါ့အဲ့တော့ကျွန်တော် professional ရေးယူပြီးဆိုရင်ကျွန်တော်ကတာဝန်တွေရှိတော့ကျွန်တော် professional ပတ်သက်တဲ့ကျွန်တော်လုပ်တယ်ကျွန်တော်ပေးရမယ်ကျွန်တော် professional ပညာတွေအလုပ်တွေကိုကျွန်တော်ကအပြည့်အဝတာဝန်ယူပြီးတော့လုပ်ဖို့လုပ်မယ်ဆိုတော့အဲ့ဒါလေးခွဲပြသွားအောင်ဒါကလည်းကျွန်တော်တို့ selection တန်နိုင်ဖို့ကျွန်တော်တို့ဆက်လက်ရက်တီဖန်တီးနိုင်ဖို့ရဲပြီးတော့ကျွန်တော်တို့တာဝန်ယူရတဲ့ထားပါလို့စာကြည့်တိုက်ရှိတယ်ကလေးပညာရေးရှိမယ်အဲ့ဒါတွေအတွက်သူတို့တွေကိုကျွန်တော်တို့ဆက်လက်ထောက်ပံ့နိုင်ဖို့ကျွန်တော်တို့ဝိညာဉ်လုံးရှင်းရှင်းလင်းလင်းကျွန်တော်တို့လုပ်လိုက်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့ခုနောက်ပိုင်းမှာကျွန်တော်တို့လုပ်လာဖို့စိတ်ကူးတာရှိတယ်ဆိုတော့အဲ့ဒါဘာဖြစ်လာမလဲဆိုတော့ငါတို့ကတော်လိုင်းလုပ်ကိုလုပ်တယ်ဆိုပေမဲ့ professional ဆန်ဆန်လုပ်တဲ့အပိုင်းရှိတယ်ဒါမှမဟုတ်လဲ volunteer ဆန်ဆန်လုပ်တဲ့အပိုင်းရှိတယ်အဲ့တော့ပြည်သူတွေနဲ့ရှင်းရှင်းလင်းလင်းမြင်ရဆိုတော့ကျွန်တော် volunteer ဆန်ဆန်လုပ်တဲ့အပိုင်းတွေဆိုရင်ကျွန်တော်လုပ်တဲ့ဟာတွေဆိုရင်ကျွန်တော်စည်ရင်းတိကျတင်လို့ပြီးတဲ့ဟာတွေကိုလည်းစည်ရင်းတိကျတင်တာရှိတယ်တခါမှဟိုစည်ရင်းမပါဘဲနဲ့လုံးလိုက်တယ်ဆိုတော့တခုမှမရှိခဲ့ဘူးအဲ့ဒါကျွန်တော်ပြိတ္တလည်းသိဘူးကျွန်တော်အားပေးရတယ်လို့ပြောလို့သိတယ်ဆိုတော့ခုဟာကြတော့လေအဲ့တိုင်းပဲစည်ရင်းတိကျနေပဲကိုယ့်ရဲ့လူပညာဒီရှိမယ်ဒေါ်လာရေးမှာရတဲ့ပုံပဲရှိမယ်အဲ့ဒါကိုတိကျလုံနေအောင်ကျွန်တော်တို့ဆက်သွားနေတယ်နော်အဲ့လိုမျိုးနောက်ပိုင်းတော့ serious ကြီးကပြောအဲ့လိုမျိုးဖြစ်ပါတယ်ငါစောကြီးကလည်းဟိုပြောပြီးတယ်ပါပြောဆိုတာ
တို့ကြောက်ဘယ်လိုဖြစ်လဲဆိုတော့စလာတယ်ရပါတော့ဟိုအဲကြောင့်ဒီတော်လိုင်းစတဲ့အချိန်မှာဒီတော့မှရှိတယ်ဒီခါမှာဒီဘက်မှာရှိတဲ့ project တွေရှိအောင်ကျွန်တော်များတော်လိုင်းနဲ့ပတ်သက်တဲ့အားကိုက script တွေဟိုဟာကိုရေးပြီးတယ်ဒီပြီးတဲ့ခါမှာလည်းညာတော့ဖြစ်လာတာတော်လိုင်းထဲမှာပါဝင်ရမယ်ဖြစ်တဲ့အတွက်အဲ့ကောင်ဟိုဟာရဆိုတော့အလကားရေးပြီးတာပေါ့နော်ဟုတ်ကဲ့အဲ့တော့အလကားရေးပြီးပြီလဲဆိုတော့အဲ့ချိန်တော့ကိုကဒီထဲမှာနေရဆိုချိန်မှာပေါ့ဝင်ငွေရလဲအဆင်ပြေတယ်ကွာပြေပြီးသားပါတော့အရင်စာအုပ်တွေအရင်ရဆိုကိုကကိုအိမ်ရှိတယ်ကိုပိုင်ရှိတယ်ကိုပိုင်ကားရှိတယ်ကိုကဘာမှဝင်ငွေကုန်နေရမရှိဘူးเนาะဒီတိုင်းပုံနေရဆိုဘာမှ30လည်းမရှိဘူးအဲ့တော့3ပေါ့เนาะအားလုံးလုပ်ပြီးခဲ့ပေါ့လုပ်ပြီးကြလုပ်ပြီးတာပေါ့ဒါပေမဲ့ဒီဘက်ကိုထွက်လာတဲ့ခါကျတော့လေဘယ်လိုဖြစ်လာလဲဆိုတော့ကိုက AS ငှားနေရတယ်ကိုလုံး survive ပဲเนาะအချိန်မှာဟိုစဉ်းစားရဟိုဒီဘက်မှာစိတ်သက်ကြတယ်ပါပေါ့เนาะဟိုဘာကြောင့်လဲဆိုတော့တူကိုစထွက်လာရင်စိတ်သက်ကြရပဲဘာကြောင့်လဲဆိုတော့ကိုကဒါဒီမှာဘာမှမဟုတ်တော့လို့ခံစားနေရတာပေါ့နော်ကိုယ့်ရဲ့ဟို professional ပောက်လို့ခံစားရတယ်အဲ့ချိန်မှာဒီဖန်တီးမှုတွေကိုလည်းဘာမှမပါဘဲနဲ့ဟို volunteer ဘယ်လိုမျိုးလုပ်ပေးရတဲ့အခါမှာတဖြည်းဖြည်းနဲ့အဲ့ကိုယ့်ကိုယုံကြည်မှုပျောက်လာနော်ဟိုခါကျရင် body ပြလုံးပြရလဲရှိမယ်တခါကျရင်လည်းဒီဟာဟိုပတ်စံဒီကပတ်စံပေါ့နော်ဒါလူတွေကပတ်စံကြောင်းပြောရင်ပတ်စံမပြောရင်ပတ်စံမယူဘဲနဲ့လုပ်တဲ့အခါကျရင်professional လိုက်ကပျောက်လာကို professional ပေါ့ကိုသစ္စာမရှိရကြာဘာကြောင့်လဲဆိုတော့ဒါတွေကတာဝန်ယူမှုတာဝန်ခံမှုနဲ့ဖလှယ်မှုဆိုရှိရတာပေါ့နော်ဟုတ်အဲ့ဒါမရှိတာတော့ပေါ့နော်ဖြည်းဖြည်းနဲ့အဲ့ကြတော့ဘာလို့လဲဆိုတော့ညာတော့မြေတိကောင်ကိုတော့ချိုးရတော့အမြင်ဆောင်းကြပါတော့ဒီဟိုဟာတွေမှာမပါတော့မှကပ်ပေးတွေပါကွာအဲ့လိုအသားတွေပါဝင်ပြောလို့မရှိဘူးရင်ဘာလို့လဲဆိုတော့ယုံကြည်ရတာအဲ့လိုမဟုတ်ဘူးပြောမဟုတ်ဘဲနဲ့ဟိုမှာကိစ္စတစ်ခုလုပ်မယ်ဆိုရင်လည်းဟိုလာပြီးတော့ရုပ်ရှင်ရိုက်တာပဲဒီတခုကြောင့် separate တွေစံညွှန်းတွေတောင်းမယ်ဆိုရင်လာတောင်းကြတယ်လာတောင်းတဲ့ခါကျရင်မဟုတ်ဘူးကျွန်တော်က artist fee ယူတယ်ဒါပေမဲ့ artist fee ကတော်လိုင်းရေးအတွက်ဖြစ်တဲ့အတွက်ကြောင့်ဥပမာအရင်တော့300ယူတယ်350ယူတယ်ဒါမှမဟုတ်အရင်တော့350ယူတယ်360ယူတယ်သူတိုင်ရတန်ကြီးနေပေါ့နော်ဘာလို့လဲကျွန်တော်တော့ shop ပေးမယ်ပြီးတော့အဲ့ဒီ project တွေကိုမှန်တမ်းပြောတာဟိုတော်လိုင်းနဲ့ပတ်သက်တဲ့ project တွေအားလုံးကိုယုံကြည်ရလဲရှိရမယုံကြည်ရလဲရှိရဒါလူတယောက်ရဲ့အခွင့်အရေးပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကဟိုတေချာလဲရင်းနှီးမနေဘူးပေါ့နော်ဘယ်လိုတွေငွေအဲ့ဒါလေကိုကတွေးနိုင်မှုအချိန်မရှိဘူးစစ်စစ်နိုင်မှုအတွက်လည်းအုံအဲ့လောက်ညံရည်မြင့်အဲ့တော့ကိုလုံးချင်တာစာရေးချင်တယ်ကွာအဲ့စာကိုဟာဟိုဖြစ်ဆိုတော့ okay အဲ့ကျွန်တော်ရေးပေးမယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါပြီးအဲ့ဒီခေတ်ကနေပြီးတော့ကိုတတ်နိုင်တယ်လို့ရဲဘော်တွေကိုလည်းဟိုပေးမယ်ဒါမှမဟုတ်တတ်နိုင်တဲ့ဟိုဟာတွေပေါ့နော်ကိုနေပဲကိုနေနီးစက်ရတယ်ပဲပြီးပါပဲတခြားကိုယုံကြည်ရဲ့ဟိုဟာတွေပဲပေးမယ်နောက်ပြီးတော့ကိုရဲ့အတွက်လည်းဒီမှာရက်တီဖို့လိုတယ်တကယ်တော့ဒီဒေါ်လာကြီးကစက်ဝိုင်းဆက်သွားရေးလို့ဆိုကိုရီးယားကခွေးသွားစိတ်လေးခွေးသွားစိတ်ကြီးပဲဒါပေမဲ့အဲ့ခွေးသွားစိတ်လေးမှာဟိုတကယ်တည်းအသက်ဆုံးနေရတဲ့လူနဲ့ဟိုနေရတဲ့လူပဲကွာအောင်အဲ့တော့ကျွန်တော်အဲ့ကြောင့်အမြဲတမ်းပေါ့နော်ဟိုဟာဒီဟာနဲ့ပတ်သက်လို့ရှိရင်professional fee ကိုယူတယ်ဆိုတော့အစားရပါတော့ဒါပေမဲ့တောင်းကြတော့လေဟိုအစောပိုင်းတော့သူတို့ကတော့အဲ့လိုပေါ့နော်တော်လိုင်းအတွက်ဆိုတော့လုပ်ပေးနေတယ် volunteer လည်းဖြစ်ကတော့ဘာစိတ်ရှင်းရလဲဆိုတော့ဒီ project တွေကခုနကသူပြောသလိုသူလုံးချင်လို့ဖြစ်ချင်တယ်ကိုစင်းလိုက်စစ်စရာလည်းမလိုဘူးဒါအတွက်ဒါကြီးကဥမာအများကြီးကြားရပါတော့တကယ်နေတယ်ပါတခုက fail ရတယ်တခုကလည်းဒီဟာနဲ့ဆိုတော့ကျင်းဝတ်တွေဟိုဖောက်ပြကြတဲ့အခါကျရင်ကိုက professional ဖြစ်တဲ့အတွက်တာဝန်ရှိရဆိုလဲ okay ငါ professional ယူတာမင်းတို့ကလည်းဖြစ်တာပဲဒီနေ့ကနေငါအဲ့တင်ရောက်ပတ်တဲ့ရှိကိုလည်းတွားပြီးငါလည်းသုံးဆွဲပြီးသွားပြီဆိုရင်ဒါလိပ်ပြလုံးနေခုနလိပ်ပြလုံးလို့စကားပြောအဲ့လိုပဲသဘောထားလိုက်နှိုးဆိုရင်သိရမလားဟိုအာရုံစော်ရမ်းနောက်တော်လိုင်းစကြတဲ့ကအားလုံးကရောထွေးလာကြပါရောထွေးလာကြရဆိုတော့ဘယ်လိုလဲဆိုတော့ဒီတော်လိုင်းမှာလုပ်ပြီးဆိုရင်တော်လိုင်းနဲ့ပတ်သက်နေပြီဆိုရင်အဲ့လိုမင်း professional ဖြစ်ဘာဖြစ်လာလုပ်ပြီးနောက်ဆုံးဒါတွေအကုန်လုံးကဟိုနောက်ဆုံး project ကိုဥဆောင်တဲ့သူတွေကငါတို့ပို့ချင်တယ်လို့ပို့မယ်လုပ်ချင်တယ်လို့လုပ်မယ်မင်းတို့တရားတော်လိုင်းနဲ့ပတ်သက်တဲ့အတွက်လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေအများကြီးဖြစ်လာကြရပါတော့အဲ့တော့ကိုရီးယားရချင်တာသူကဟုတ်တယ်အဲ့ project မှာပါတဲ့လူတွေကပဲအဲ့ပတ်စံတွေဝင်လာရချင်တာဟုတ်ကဲ့ဟုတ်ခုတည်းလေခါမှလေအဲ့ project တွေကနေရတဲ့ပတ်စံတွေလက်တည်ရှင်းတာရှိလို့မရှိဘူးကျွန်တော်လိုက်ပါတယ်ဟုတ်ကဲ့ဟုတ်တရားပေါက်ရှင်းလင်းပြောရဲအဲ့ဒါအရေးကြီးတယ်ဆိုတော့ကြိုက်တဲ့လူလားစစ်ကြိုက်တဲ့အချိန်လားစစ်ကျွန်တော် page တွေကျွန်တော်လုပ်ခဲ့တဲ့ project တွေကျွန်တော်ကိုယ်ပိုင်လုပ်ခဲ့တဲ့ project တွေကျွန်တော် page တွေစိတ်အသေးစိတ်တစ်ချက်ကစတင်ထားရတယ်ရှိတယ်ပြည့်တဲ့တွေအကုန်လုံးရှိသိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ကိုယ်ဆိုတော့ကျွန်တော် professional အတွက်ဆိုပြီးတော့အခုမှလုပ်တာမရှိဘူးဆိုတော့ဟိုကျွန်တော်အလုပ်ကိုကျွန်တော်သိတယ်ဗျာကျွန်တော်အလုပ်ကသေဥဆောင်ဇလန်းရိုက်တာဆိုတော့အဲ့ဇလန်းရိုက်တာသေဥဆောင်တဲ့ပတ်သက်ရင်တော့ကျွန်တော်ဘာမှ volunteer လုပ်ပေးတာအကြောင်းမရှိဘူးကျွန်တော်အလကားရိုက်ပေးခြင်းရိုက်ပေးမယ်အဲ့ဒါ volunteer မဟုတ်
ကျွန်တော်လကားရိုက်ပြီဆိုတော့အဲ့လိုလည်းဘာမှကျွန်တော်ပေးဆက်တာမရှိဘူးလေ ဟုတ်ကဲ့ဟုတ် ဆိုတော့ကျွန်တော်လကားရိုက်ပြီးချင်းရိုက်ပေးမယ်ကျွန်တော်ပတ်စံယူချင်းယူအဲ့ဒါကကျွန်တော်ဘယ်သူမှလိန်စားတာမဟုတ်သလိုကျွန်တော်လို့ကျွန်တော်ယူချင်းလုပ်တာအဲကျွန်တော်အဲ့လိုမျိုးအတွေးခေါ်ရှိတယ်အဲ့ဒါကလည်းအဲ့လိုပွင့်လင်းပြောရတဲ့အကြောင်းအရာကျွန်တော်တို့တွေးတဲ့ရိုးသားတယ်ဗျာမှားရင်လည်းမှန်ကျွန်တော်တို့ကိစ္စမဟုတ်ဆိုတော့ကျွန်တော်တို့ပွင့်လင်းတော့ပြောရဲဥပမာမယူဒီပုံမှာလည်းကျွန်တော်တို့ကရက်တိရှင်ဆိုင်အတွက်ယူပြီးသုံးနေသေးတယ်ပြီးတော့မသုံးသလိုကြီးသွေးကောင်းလို့လုံနေတယ်မဟုတ်ဗျာဒီလားအဲ့လိုလူတွေရှိတယ်ကျွန်တော်ဆိုလို့ကျွန်တော်အဲ့ဒါပြည်သူလူထုကလေဒီတော်လိုင်းရေးအတွက်ဆိုပြီးတော့သူပေးလိုက်တာเนาะပေးပါဝင်ကြတဲ့ပတ်စံအဲ့ပတ်စံတွေကပြီးရင်သွားရင်တကယ်တော့မြေပြင်ကအသက်နဲ့ရှင်းထားရဲဘော်ဆိုသွားရင်ပတ်စံတွေအဲ့ဒါတွေကိုဟိုပေါ့နော်လိမ်ညာပြီးစားသုံးလိုက်ကြပါတော့ဟုတ်တယ်ပေါ်တင်နေငါရဲ့ဖီးဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုယ်နဲ့သူရကောင်းနေလုပ်တယ်လူလည်းလဲကြတယ်အဲ့လိုလဲယူလိုက်တယ်ဆိုတာအဲ့ဒါဘာဖြစ်လဲဆိုတော့အဲ့ဒါဒီစစ်ကောင်စီကိုဘောမာတယ်ပိုဆိုးတယ်အဲ့ဒါဟုတ်တယ်ဒီဘက်ကအတော့ဒီဘောတက်နေလိုက်တာတစ်ဖက်ကမြန်မာကျတော့သူရဲကောင်းကြီးဆိုပုံစံမျိုးလှုပ်ထားပြီးတော့ဒါပေမဲ့တစ်ဖက်မှာကျတော့တမျိုးဖြစ်လောက်ရက်ကလွဲနေကျင့်ဝတ်လွဲတယ်လို့ပြောအောင်နော်စောရဟိုဒီထဲမှာဟို professional ကြီးကိုယ့်ကိုဟုတ်တယ်ပေါ့နော်ဟိုဒီထဲက10%ယူမယ်ပြောပြီးယူတာပြဿနာမရှိဟုတ်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ခင်းနေပေါ့နော်မဟုတ်ခင်းနေဟိုသူရဲကောင်းဟိုသူတော်ကောင်းကြီးလှုပ်ပြီးတဲ့အချိန်မှာဖွတ်ထွက်လာရင်တောင်မိုးကြီးပြစ်သွားရတော့မတက်နိုင်ဘူးဒီကအဲ့ဒါကြီးကြောင့်လည်းပြဿနာတွေတက်ကြပါဘောနော်တကယ်တော့အားလုံးကလည်းဥမာထောက်ဖို့ကြတဲ့သူတွေကလည်းပုံမလင်းလေးပြောပြီးတော့ချွေးနေစားတွေပုံမလင်းလေးပြောလိုက်လို့ရတယ်ဒီ project ကနေဥမာ10%တော့ဘာလုပ်မလဲဥမာဒီဟာတွေအတွက်သုံးမယ်ဥမာကိုယ့်အတွက်သုံးမယ်ကိုယ့်အတွက်သုံးမယ်ဆိုရင်ပွင့်လင်းမြင်သာမှုရှိပွင့်လင်းမြင်သာမှုရှိသွားတယ်နော်ကိုညီလေးတွေအားစားတကယ်တော့အဲ့လိုနည်းနည်းသူတို့တော့မဆိုရတယ်နေသူတို့ဒီတော်ရဲဖပြေးလာကြရဲပြီးတော့ဒီသူတို့ professional သူတို့နေကြတယ်ဒီရိုက်ကူးရေးသမားတွေဟုတ်တယ်သူတို့လည်းအလကားဆိုပြီးခေါ်ခိုင်းပြီးသမင်းချွေးုံတော့နဲ့မဟုတ်သူတို့လည်းတော်ရရဲဘော်တွေအတွက်လည်းမှန်မှန်နဲ့သူတို့မှလည်းနည်းတော့သူတို့ချက်ခဲရှိကြတယ်ဒီကျွန်တော်တို့အားလုံးမျှတယ်သူတို့အတွက်လောက်ကင်ခွန်လန်းပါညာလဲရှိမှသူတို့ရက်တီလို့ရမှာရက်တီအဲ့လိုရက်တီလို့ရမှာဒီဒေါ်လာရင်းမှာဆက်ပြီးပါဝင်နိုင်ပါလေအဲ့လိုမဟုတ်ရင်ဟုတ်တယ်မယိုးမလားအဲ့ဒါကိုပဲမျှပြီးယူကြရတယ်ဆိုတာဟုတ်ပြစ်ကြည့်တယ်ဟုတ်တယ်အဲ့ဒါကျွန်တော်ဟိုပါဘောနော်ကျွန်တော်အယုံကြည်ချက်ပေါ့အဲ့ဒါဟုတ်တယ်ကျွန်တော်ကိုပြီးတော့ထောက်တယ်ဘာလို့လဲဆိုတော့အဲ့လိုလေစင်းဖြောက်ထားပြောပြပြီလားပတ်စံဘယ်လောက်ရတယ်ဆိုတာမသိဘူးဘယ်လောက်ဆိုတာလည်းမကြည့်ကြဘူးဘယ်လိုစီးစင်းနေဒါပေမဲ့ဟိုသူတို့ကလောက်ကတွေတော့အများကြီးပါဗျာအဲ့ဒါတွေကျွန်တော်မပြောတော့ကျွန်တော်ဖြီထုတ်ဖြီဆိုဘာတူတာဘာတူလို့ပရာဟိတလေပရာဟိတလုပ်တယ်ပရာဟိတမှာဘာလုံးမှမရှိဘူးဘာလုံးမှလုပ်ပြတာလုပ်တယ်သူတို့လူတယ်ဒါပေမဲ့ဟိုဒါသူတို့ပတ်စံလည်းမဟုတ်ပြန်ဘူးအဲ့လူတွေဟာတခြားလူတွေကျန်တယ်သူကရှူပြီးတော့လူတယ်ဒါပေမဲ့တရားကို10ချိန်လူတာသူတို့ကြည့်ရင်သူကတော်တော်ကြီးကိုသူကအစင်ပြေသွားတယ်ချမ်းသာသွားကြတယ်အဲ့တော့ဒါဟိုသူလမ်းသာယူပြီးလုပ်ပြန်ရင်လည်းလူတွေရဲ့သဘောကလည်းရှိတယ်လူတွေလမ်းသာယူလုပ်ပြန်ရင်လည်းဒါတော့ pride မဟုတ်တော့ဒါ NGO ဆောင်သဘောဆောင်ဒါပေမဲ့အဲ့ဒါရှင်းတယ်နော်ဟုတ်တယ်အဲ့ဒါရှင်းတယ်မလွယ်ဘူးတကယ်တော့ pride မှာအများကြီးပဲဥမာအကိုပြောရမယ်ဒီ pride လောက်မှာကွာတိတ်ချတခုပေါ့နော် project တခုကြောင့်300လိုပဲလူခံလိုက်တယ်ဒါပေမဲ့ကိုကောင်းတဲ့ဝင်တာ350လည်းပြည့်ပြင်မယ်300လည်းပြည့်ပြင်မယ်ဒါပေမဲ့ तू က200ပဲကိုကအတူလုံးပဲလေဒီလားအများကြီးပဲဒီလားသူကဆင်းဆက်လည်းမရှိပါဘူးအဲ့ဒီဘောတော့ကြာတာပေါ့နော်အဲ့ဒါကြီးတော့ကြာလာရင်တော့ဒါလူတွေလည်းဖြည်းဖြည်းတိလာကြပါပြီဟုတ်တယ်အဲ့ပြဿနာရနေဦးနော်တော်တော်ဆိုးတယ်ဟုတ်ရက်ဟုတ်ဒါပဲကြာရုပ်ကရက်နေတယ်ဟုတ်တယ်အတန်ပဲကြားရတယ်ရုပ်ကရက်နေဆိုဒီဟုတ်တယ်ရက်စက်ကင်များစက်ကင်နေရှိမှမရှိကြတော့ဘယ်ရောက်သွားကြလဲမသိရုပ်ရက်နေလို့ကြောက်ပြီးထွက်ပြေးသွားကြအော် line ထည့်နေရလားတော်ကြီးရက်နေတော့ပါအတန်တော့ပါသွားတာအတန်ရအောင်ကောင်းဟုတ်လားလက်ရှုံးလေးပဲ5G ဟုတ်ဗျာရုပ်ကတော့ပြီးသက်ပြန်ဟုတ်တယ်ဆိုတော့ရုပ်ထစ်နေတယ်ဆိုလို့ပေါ့နော်ကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ပြင်တာဆင်တာလေးလုပ်တယ်တော့ကြားတယ်ကိုတော့ကိုသေချာမများပဲနေမှာဆိုလို့တတိယကမှစစ်စား design တွေဖြတ်သွားကျွန်တော် podcast ပြောနေတော့အဲ့လိုဖြတ်နေအောင်မယ် design တွေအဲ့လိုဖြတ်နေမှာနော် GPG လေ GPG ဖြတ်သွားဒါမဟုတ်ရင်ဟိုကလေ internet line အတွက်ဟိုမြေရောက် fiber ကြိုးတွေ
ကြည့်ကုန်ပြီ အခုမှတွေ့ပြီကျွန်တော်လည်းစောက်ပေါင်းနေပြောနေတာလားဒါပေမဲ့ ပြန်ရှော့ ကျွန်တော်မပြောရလေ ပြောဖို့တော့လိုတယ်လို့ ပြောရလေမဖြစ်ဘူးရနော်ဒီကိစ္စ အဲ့ဒါပြောပြရမှာကိုကမပြောရလဲကြာ ဘယ်လိုပြောမလဲဆိုတော့ကိုကတကယ်တော့ဒီလိုမျိုးຢာတွေကိုမကြိုက်လို့တွန်းလန့်တဲ့သူတယောက်တော်လန်တဲ့သူတယောက်ဖြစ်လာဟုတ်တယ်အဲ့တော့မှကိုတော်လန်ပါတယ်ဆိုတော့နာမည်အောက်မှာဒီလိုတွေဆက်ပါလာရင်လည်းဆက်မပြေဘူးလေ ဟုတ်တယ် အဲ့တော့လေကိုဘက်ကပြောတင်တယ်ဆိုရင်ဟိုဘယ်လိုပဲဖြစ်နေဖြစ်နေမှားနေပြီဆိုမှားတယ်ဆိုတော့ပြောရမယ် ပြီးတော့အဲ့လိုလုံးမဲ့သူတွေကျွန်တော်စီမလာပါနဲ့အဲ့ဒါပြောချင်တယ်ရုပ်တဲ့လူတွေချင်းပဲလုပ်ကြပါလာပါနဲ့ဘာလို့မျက်နှာပြက်ရမှာလဲဖြစ်မှာ စိတ်နေရတော့ ဒါပဲဒီနေ့ကပုံမှန်လည်းရှင်းဖွင့်မဲ့အစီအစဉ်ပေါ့နော်စော်လို့ရပါ ချောင်းရဲနေတော့ စော်လို့ရ ပြန်လာပါ ဒီလိုလားပေါ့ အတန်โอเคအတန်တော့โอเคပါဒါတော့ အော်တာနေနဲ့ပြောရရင်အခုကမ္ဘာနိုင်ငံရေးအခြေအနေအရကျွန်တော်တို့ကအမေရိကတို့တခြားနိုင်ငံရောက်တဲ့သူတွေပြန်ပြီးတော့ လုံမင်း စိတ်မကောင်းကြောင်းစိတ်ပူမိကြောင်းပြောရတော့ စိုးရိမ်မိကြ ထူးစိုးရိမ်မိတော့ တော့ရှိလာပါပြီ အထူးစိုးရိမ်ရမယ့်အခြေအနေကြောင့် ဒီမှာ သူ့မင်းရော အဖော်ရသွားဘူးအဖော်ဖြစ်ရတာ ဟောကိုရီကြောကယူနေမာရီကြောကဘာမှမဟုတ်တော့ တကယ်စိတ်ပူပြီးတယ် စီစေးတက်မယ်ဆိုလည်းဗမာရီကြောကဘာမှမဟုတ်တော့အွန်လိုင်းတက်မယ်ဆိုလည်းဘာမှမဟုတ်တော့ ဒီဘက်ကလူတွေက သူပေးတံပေးခံတဲ့လူမျိုးတွေဖြစ်သွားတယ် ရှင်းမတွေးကြုံနေအများကြီးရ ဖြစ်ကြ ခုနကဘာတွေပြောလိုက်လဲမသိလိုက်ဘူးတဲ့ကျွန်တော်ဘာမှမပြောပါဘူးခုနကအတန်ရက်နေလို့ လိုင်းပြလို့ခဏရက်ထားပါ ခုနကပြောတာ professional နဲ့ dollar ကြီးကြာမှာရှင်းရှင်းလင်းလင်းလုံးလုံးနိုင်ကြဖို့ဟောကျွန်တော် professional ကို volunteer တွေနဲ့လိုချင် volunteer တွေနဲ့လိုချင်တယ်ဆိုတော့ပုံမှန်လေးရှင်းရှင်းလင်းလင်းပြည်သူတွေကိုထုတ်ဖော်ပြောပြဖို့ဟုတ်ပဲနဲ့ professional တိုင်းငားရတယ်ဆိုရင် professional တိုင်းငားတာပုံမှန်လေးကို professional တိုင်းလုပ်တယ်ဆိုတော့ပြောဖို့ဒီထဲကနေပတ်စံအခါချင်းငွေယူတယ်ကို live အတွက်သုံးတယ်ဆိုတော့ပုံမှန်လေးပြောပြဖို့ဟုတ်ပဲနဲ့ dollar နဲ့ရောချပြီးမသုံးသလိုကြီးဇက်နာသလိုကြီးမနေဘူး ဒါပြောပြ ပြောချင်တာ တန် မ ခေ ငို း ပြပါနဲ့တော်လိုင်းမငိုရပါနဲ့ ဒါပေါ့ တော်လိုင်းမငိုတာအမြဲတမ်းစိုးပါတယ်လို့ ကိုရဆောင်းရငိုတက်တယ်နော်ငိုရဆို ငိုရတဲ့တကယ် အတန်ခုနက က လည်း ဘာ ဖွ လို့ င့်နေ ပြောရကျွန်တော်မြန်မာရေးကြီးပဲမို့အင်္ဂလိပ်လိုထည့်မပြောနဲ့ refer မသိဟုတ်တယ်နော် အာဒီကြီးရင်း ဒေါ်လိုင်းမှာပါလဲ refer ရ refer ပါကိုပြောချင်တာ အပရကတ်ဒါပရာလေ တော်လိုင်းတော့အကျိုးရှိမယ်ဆိုတော့သုံးချခြင်းချမှာပေါ့ဗာလေတော့ကျွန်တော်အခု podcast ကတော့တော်လိုင်း podcast လို့လေပြောချင်တယ်ပြောတယ်တော်လိုင်း podcast မဟုတ်ဘူးလို့ စမိဆက်ရ စမိဆက်ရပါပဲ စမိဆက်ရ ဟိုစားနေပတ် ဆိုတော့ အာဝါလို့လေ 6ရက်ကြာကျွန်တော်မျက်နှာဦးထားတော့ဒီ ဒါကြီးကောင်ဆက်ကြလို့ကိုမကိုလည်းပတ်ကြီးနေတယ် ကျွန်တော်လည်းဆက်ပါတယ်ကိုဆက်တာ ဒါပေမဲ့ဘယ်လိုပြောမလဲနှစ်ကာလတစ်ခုလဲကြာလာပြီဆိုတဲ့နောက်မှာဒါလည်းရှင်းရှင်းလင်းလင်းပြောတင်တဲ့အပိုင်းတွေ ဒီကဗျာကျွန်တော်တို့ကအာနာရှင်တော်တော်လန်နေပြီးတော့မှအာနာရှင်အတွက်တော့ကျွန်တော်တို့ကလေတန်းထုတ်ပြောတာပြီကျွန်တော်ဘက်ကလူတွေလွဲရင်လည်းလွဲတဲ့အကြောင်းကျွန်တော်ရေးတင်းနေဝေဖန်ဖို့လိုတယ်တော့ပြောအဲ့ဒါမှကျွန်တော်ရှေ့ရောက် ဟုတ်တယ် ဟုတ်ရဲ့အဲ့လူတွေကပဲအဲမှာအောင်ပြီးတော့လှောင်ပြီးတော့အဲ့ပြည်တွေကကိုယ်တိုင်မပေါက်ထုတ်ရင်လည်းရှေ့ရောက်မှာမဟုတ်တော့ဆိုတော့ကျွန်တော်တို့ရဲ့စကားတွေအပြုသဘောဆောင်တဲ့သဘောနဲ့ပြောပါတယ် ဘယ်လိုပြောမလဲဆိုတော့လုံးဝပေးဆက်နေနာခံပြီးတော့ဆွန့်လွတ်နေနာခံမယ်ဆိုပြီးတော့ပြောရလည်းမဟုတ်ဘယ်လိုပြောမလဲprofessional အနေနဲ့လုပ်တဲ့ဆိုရင် professional အတွက်ခွဲထားဖို့ပေါ့နော်မရောထွေးပြဖို့အဓိကလို့ပြောရမှာထင်တယ်နော်ဥပမာတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့စီဝါရေးလုံးဝမလုပ်အောင်လို့ပြောမှာမဟုတ်စီဝါရေးလုပ်ကြရလည်းရှိမှာပဲလေဥပမာ လုံးနေအောင်လည်းရှိရ ရှိမှာ စီကွဲလို့လုံးနေအောင်လည်းရှိရ ဆိုတော့ပုံမလင်းလေးလုပ်ဖို့လိုတာပေါ့စီဝါရေးမလုပ်အောင်မဟုတ်စီဝါရေးလုပ်အောင် တကယ်မှန်တဲ့လူတွေကပေါ့နော်တကယ်မှန်တဲ့လူတွေပုံမှန်လေးလုပ်ပြထားမှာခုနလိုလိန်တဲ့လူတွေကအဲ့လိုရောအောင်လုပ်လို့မရဘူး ဟုတ်တယ် ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုပြုသဘောဆောင်တဲ့ညီနဲ့ ဒီညမှာတချို့လူတွေကြီးရတယ်ဗျာအဲ့လိုမျိုးညနာခံပြမှာတကယ်ဟာသူကတောထဲမှာဂျူဂျူလေးနဲ့သမင်းစားပြီးတော့အဲ့လိုပုံစံရိုက်ပြနေကြမှာအဆင်ပြေတကယ်တော့အဲ့လူတွေအဲ့လိုမနေတာခါကျရင်ကိုယ်လည်းသိနေရမှာချို့တွေနေတော့
ဟိုတချို့ဆိုပလိုက်တာဆိုတော့အဲ့လိုပဲဆိုတော့ဟာဒီငုံဆိုရင်လုံးနေကြတာဆိုတော့ဒါပေမဲ့အဆောင်လေးနဲ့တော့တကယ်လောက်တာမလောက်တာဆိုတာတော့အဲ့ဒီသားလူတွေသိတယ်လို့တက်တာလုပ်ငန်းဟိုတယ်ဒါတော့အဲ့တော့ချိန်တိုင်းအဲ့ဒါကိုမှကြိုက်နေဆိုတော့မတက်နိုင်ဘူးနော်ဟိုတကယ်တော့တော်လိုင်းရုပ်လည်း professional ကြလုပ်ဖို့အရေးကြီးတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့တိုင်းထဲမှာမျိုးကြီးကအရေးကြီးတယ်ဟုတ်တယ်လေးအရေးကြီးတယ်ဟုတ်ဒီလိုလုံးနိုင်မှုဆိုတာလည်းသိကြတယ်ဟိုဘယ်သူမှအလကားရမှာမဟုတ်ဘူးလေလုံးမလိုအပ်မယ်ဆိုတာလည်းအားလုံးကလက်ခံကြတယ်။ကြည့်ကြတော့နော် equipment တခုအားလုံးပတ်စံနဲ့ဝယ်ရတာဟုတ်တယ်။ဟိုလိုမျိုးဟိုပေါ့ဦးကြောင်ကြားတွေးခေါ်နေစစ်တပ်ကိုတိုက်ပြီးသူစီကလူမယ်ဆိုတာမျိုးကတော့အဲ့ဒါတော့ဟိုဆောင်ရည်ယူရမှုဆောင်ပါ။ဂျုံဝစ်လည်းမဟုတ်ဘူး။ရုပ်ကရက်နေတယ်မပြေဘူး။ဟုတ်လား။ဟုတ်လား။အေးမဟုတ်တော့ကြဒုံးမြန်နေမှပြန်နေကြအောင်မနော်ထွက်ကြည့်ကြအောင်။ဒုံးမြန်ဟုတ်လားအမို့တော့ကြလေအင်တာနက်လိုင်းတွေပါနှေးလာပြီဆိုတော့လေဟုတ်တယ်နော်ကဘာကြီးဘာဖြစ်နေလဲတစ်ချက်ကြည့်ရအောင်ဒီမှာနောက်တဲ့အာနာနဲ့တက်ပြီးတော့ဟုတ်အကုန်လုံး internet connection တွေလည်း free နေရဆိုရင်တော့လေတမျိုးပေါ့နော်ဘာလဲဟုတ်လားစောကုန်ပြီလားကြည့်ရအောင်ကြည့်တာစနေပြီလေဖြစ်မှာပေါ့နော်ကျွန်တော်ဒီမျိုးဆက်ကအကုန်လုံးမြင်ရတာပေါ့နော်ကဘာကြီးကလည်းပျော်ရွှင်စရာကောင်းတဲ့ကဘာကြီးလေလက်ရှိချိန်မှာလူနည်းလည်းတွေ့ရတော့နော်ပြောတော့နေရပါလေစိတ်တင်းကြံလို့ပျော်ပဲနေရတဲ့ဆိုင်ပျော်ပဲနေပြီးတော့မှပြီးသွားတာဟိုကောင်းပါလေဟိုပြီးတဲ့အဲ့ဒါနဲ့ပတ်သက်လို့လည်းရှိသေးရဲ့လေကိုတော့ဟိုကတော်လိုင်းကာလာအတွင်းမှာမပျော်ရဘူးဆိုတာလေဆိုတာလေအဲ့ဒါလေဒီလိုတော့နည်းနည်းမြန်မာကားဆန်တာဟောဆန်တာဟောကြည့်မှာဟုတ်တယ်ဥတီရတင်ဆိုကျွန်တော်တို့ကပြစ်တာတော့မဟုတ်ဘူးဒါပေမဲ့တရားတင်ဆိုကားရင်လည်းကြည့်ရလို့ဖြစ်နေဟိုကြည့်မလားတော်လိုင်းကားရင်ဒီမှာကားရင်ကြည့်ပြီးတော့လူကလေပျော်ရွှင်မှုလိုဟာတာလိုပဲစိတ်ပန်းဖြစ်ဖို့ပေါ့နော်အဲ့ဒါစိတ်ဖွင့်ရတယ်စလိုက်တာလိုပဲဒါပေမဲ့တခုရှိအောင်လေတခုဟိုအကျယ်ကြီးစောက်ရင်းကြီးဟိုဘက်မှာဘုံနေရကျယ်ကြီးလူတွေတည်တဲ့နေ့မှာတက်ကပြန်တယ်ဟုတ်တယ်အဲ့လိုမျိုးတော့မပြောဘူးဒါပေမဲ့အဲ့လိုလေအဆုံးရောက်တော့ကောင်းပါလေပဲရမှလေအဆုံးရောက်ရင်ရောအဲ့ဒါစောင့်မြင်ကြတရားဖြစ်တယ်ဟိုအဲ့လိုပဲမြင်ဘရဒါဆုံးအောင်တော့လူတယောက်အနေနဲ့ခံစားဖို့ကတော့လိုအပ်တာပေါ့နော်ဘယ်လိုပြောမလဲဆိုတော့အဲ့လိုဆရာကြီးပြောသလိုပဲတကယ်ဘုံနေကျဲပြီးတည်ကျင်နေတဲ့အချိန်ကြီးမှာထပ်ပြီးဟီးရားလုံးနေတော့ဒီကောင်ထုံတာပေါ့နော်ဒါပေမဲ့ဟိုတော်လိုင်းကာလာတစ်လျှောက်လုံးမှာဟာမင်းတို့အမြဲတမ်းမဲ့ရွယ်နေရမယ်မင်းတို့မပြောရတော့ဘူးဆိုတာကြီးကကြတော့ကျွန်တော်အနေနဲ့လည်းဒါကိုလက်မခံတဲ့ဘက်မှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဥစ္စာကဒီတော်လိုင်းဆိုတာကကျွန်တော်ရရှိသွားမယ်ခီးဟိုမနေ့ပြန်တစ်ပတ်ကပြီးသွားမှာမဟုတ်ဘူးထားပါ9ရက်နဲ့ပြီးသွားမယ်တစ်ပတ်နဲ့ပြီးသွားမယ်ပြဿနာမရှိဘူး9ရက်မပြောရလို့ဘာမှဖြစ်ဒါပေမဲ့ရရှိသွားမယ်ခီးမှာလူတွေကအမြဲဝန်နေစရာတွေစိတ်ညစ်စရာတွေပဲရှိနေတယ်ဆိုရင်ဒီမှာပါဝင်နေတဲ့သူတွေကအစစိတ်အားငယ်လာမယ်စိတ်ဓာတ်တွေကျလာကြမယ်အဆိုးမြင်လာမယ်အဆိုးမြင်လာကြမယ်ကိုယ်စိတ်ကအကျမ်းမှာလူကဟုတ်တယ်နေတာပေါ့နော်အဲ့တော့လိုအပ်တယ်ပေါ့နော်ခါကြောက်လေချို့ကတော့နားလေပေးတင်တာလေကျွန်တော်တို့ကနားလေပေးတင်ကြတယ်ထင်တာပဲလေဒါပေမဲ့ကျွန်တော်တို့ကပြဿနာလူစဲကတော့လေကိုဖြတ်တန်းရဘဝကိုနေခိုင်းရပတ်ဝန်းကျင်နဲ့ကိုရက်တီရနေရမတူတဲ့ခါကြလို့ရှိရင်ကိုကျင်းစာတွေအောင်ခဏခောက်ထားလိုက်ကြပါတော့အဲ့ကြရင်တော့ကျွန်တော်အပြစ်ပြောကြရတယ်ဖြစ်လာတာပေါ့ဒီလိုပါပဲဟုတ်ကဲ့ဆရာပြီးတော့လက်ရှိဒီတော်လိုင်းကာလာမှာဘယ်လိုမျိုးရက်တီရဲ့အပိုင်းရက်တီတာတော့စောစောကခဏရှိရအောင်ရောစားဒီလိုပဲနောက်တစ်ပိုင်းကျတော့နောက်တစ်ခုကျတော့ခုနပြောခဲ့တယ်ပေါ့နော်တခြားတော်လိုင်းနဲ့ပတ်သက်ပြီးတော့တခြားပေါ့နော်ဒီဟိုလုပ်ပြီးရှိလာရတာပေါ့နော်ဟိုအကြမ်းအကြမ်းနဲ့ကိုယ့်ရဲ့ professional နှုံသားတစ်ခုကိုယူပြီးတော့ဒီဟိုဖန်တီးပေးတယ်ပေါ့နော်ဟိုသူတို့လိုချင်တဲ့စာမဖြစ်စာမှုပေါ့ဒါမှမဟုတ် script အဲ့ဒါပြီးတော့ပြီးသွားတော့အဲ့ဒါကိုကိုပေးနေတဲ့ချိန်ပြီးတော့ဘေးနေတော့ဘေးကိုမိသားစုကိုဆက်တီကိုတော့သုံးဆွဲလို့နေတယ်နောက်တော့ဖြစ်တော့ဟိုကူညီပြတာကတော့အဲ့လိုပေါ့
ကိုယ်နဲ့ရင်းနှီးပြီးတော့ကိုယ်ဒီအဲမှာရှိတဲ့ရဲဘော်တွေတချို့ဟိုဖြစ်တဲ့တကယ်ဟိုလိုအပ်နေတဲ့လူတွေရှိလို့တိုင်းရိုက်ပေးဖြစ်တယ်ပေါ့အဲ့ဒါလည်းဘာကြောင့်လဲဆိုတော့အဲ့ဒါဆိုကိုကသူတို့တွေဘယ်လိုပဲဟို project တွေလုပ် project တွေပေါ့နော် project တွေရပဲကိုယ်အကူအညီတောင်းတော့ကိုက professional ပြီးယူနေတဲ့အတွက်အဲ့သူတို့တိတ်ပြီးတော့စိတ်ပူကြမလို့ပေါ့နော်သွားစစ်ဆေးရတော့ခင်ဗျားတို့ဘယ်လိုလဲကျွန်တော်ပြရတာတော့လုပ်စရာမလိုဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုကယူလာပြီးွားကြီးဖြစ်တဲ့အတွက်ဟုတ်တယ်ထိုက်တဲ့နယ်နှုန်းလေးကိုယူလာပြီးွားကြီးပေါ့နော်အများကြီးလည်းမဟုတ်ဒါပေမဲ့အဲ့ဒီထက်ကပဲကိုစားဝတ်နေရောကျန်တဲ့ဒီဟိုမှာဖြည့်ရှင်တယ်နောက်ကောင်းတာကတော့ဘာလဲဆိုတော့ဒီအဲမှာကိုယ့်ရဲ့ idea ပါဝင်ခွင့်ရတယ်လို့ဟာပါပဲအဲ့တိုင်းနဲ့သွားလိုက်ကိုရောဘယ်လိုမျိုးရည်တည်ပြကျွန်တော်ကတော့ရုပ်ရှင်ရိုင်းနေရတာပဲလေနော်ဟုတ်ကဲ့ကျွန်တော်ကတော်လိုင်းမလာခင်တည်းကဒီထိုင်းမှာ series ရိုက်နေတယ်ပြီးတော့ရုပ်ရှင်ရိုက်တယ်ရုပ်ရှင်ရိုက်တဲ့လူပညာကြီးကကျွန်တော်တို့ပြောစရာမလိုဘူးကျွန်တော်တို့လုံလောက်တဲ့ခွန်အားရှိတယ်ကျွန်တော်ကိုယ်ပိုင်သုံးလို့ရတာပဲတော်လိုင်းတော့လည်းကူလို့ရတယ်ဆိုတော့ကျွန်တော် professional life ကိုကျွန်တော်ဘာမှမစိုးရိမ်နေဘူးဘယ်နဲ့တည်းဆိုကျွန်တော်ကိုကျွန်တော်ယုံကြည်မှုရှိတယ်ကျွန်တော်တော်လိုင်းကိုအသုံးချပြီးတော့ကျွန်တော် professional life ကိုလည်းဘာမှ level မြင့်အောင်လုပ်စရာအကြောင်းလည်းမရှိဘူးကျွန်တော်တို့ကိုယ်အလုပ်ကိုယုံကြည်တယ်ကိုပြီးဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ဆရာကျွန်တော်တကယ်ချင်းတူတူတော့အောင်မြင်တို့အကုန်လုံးအဲ့လိုမျိုးရက်တည်ကြတယ်ဆိုတော့ကျွန်တော်ဘယ်လိုတော်လိုင်းရေးကာလာရက်တည်လဲဆိုရင်တော်လိုင်းတွေကျွန်တော်လုပ်ပေးနိုင်တဲ့အခန်းကတော့ကျွန်တော်လုပ်ပေးတယ်ရှင်းရှင်းလင်းလင်းလုပ်တယ်ကျွန်တော်ပုံမှန်လင်းလင်းပြောနိုင်တယ်ကျွန်တော်ကိုယ်ပိုင် project တွေကိုလည်းကျွန်တော်ကိုယ်ပိုင် project တိုင်းကျွန်တော်ပုံမှန်လင်းလင်းရှင်းရှင်းလင်းလင်းလုပ်ကြတယ်ဆိုတော့အဲ့တော့လည်းကျွန်တော်တို့ကကိုယ့်ကိုသူရဲကောင်းကြီးလိုမျိုးလည်းမတွေးထားဘူးကျွန်တော်လုံးနိုင်တဲ့လောက်ကိုကျွန်တော်တို့ဒီလူတွေမတရားမှုတွေကိုကျွန်တော်လုံးနိုင်တဲ့လောက်ပြည်သူကြောင်းနေတယ်ဘာမှအဖြစ်ကြတာပေါ့နော်ဆိုတော့အခုပြောတဲ့စကားတွေကလည်းကျွန်တော်တို့ကဟိုစိုးနေတဲ့လူတွေရှိနေလို့ဒါကျွန်တော်စောက်ဖုံးဖြစ်နေတာတကယ်တော့ကျွန်တော်တို့အမှန်တရားကိုပြောနေတာပါပြီးတော့ကျွန်တော်တို့ရက်တည်တဲ့ဟာလေးကိုပဲကျွန်တော်ပြောပြတာကျွန်တော်တို့ဘယ်သူမှတိုက်ခိုက်လို့လည်းစိတ်လည်းမရှိဘူးဘယ်သူမှတကယ်မတိုက်ခိုက်ရှုပ်လို့ရမယ်လာရှင်းတော့ဆက်ကြပါ sorry ဒါကြောင့်ဘယ်ချိန်ကတုံးချင်တယ်လဲစောက်တယ်ဟုတ်ပါဘူးကွာတတိယကဘာစကားလည်းပြတော့မပြောလို့မသိဘူးပြောလိုက်ရမယ်ကျွန်တော်အဲဒီစားမပြောလိုက်ရပဲနေမှာဆိုဟိုအခုဘယ်လိုဖြစ်နေလဲဆိုကျွန်တော်ကလေကျွန်တော်ချစ်ခင်ရတဲ့သူတွေနဲ့ကျွန်တော်ဒီစစ်စစ်လေးကျွန်တော်ဖြတ်တန်းကြတယ်အချိန်ကြီးကုန်ကြတယ်ပေါ့ဒီလားကုန်ပြီးတော့ကျွန်တော်ဘယ်သူမှအတင်းတုံနေဘူးအတင်းတုံနေလို့မထင်ပါနဲ့အဲ့ဒါတော့တက်ပြီးတော့လေကိုကြီးကိုရတယ်ချားကိစ္စတော့တက်ငုံနေပါလေမဟုတ် grammar ဘာမှမဟုတ်လဲဆောက်ပြတာချို့ထင်တာကျွန်တော်ကစုံပြီဆိုရင်အတင်းတုံကြမယ်လို့ထင်မဟုတ်ဘူးကျွန်တော်ဘယ်သူမှအတင်းမတုံနေဘူးအဲ့ဒါကိုလေတိအောင်ပြောစေချင်တယ်ဘယ်သူမှလည်းသူ့အကြောင်းမှလည်းကျွန်တော်ပြောတာအခုလို public မှာထည့်ပြောတာကျွန်တော်ဘယ်သူ့အကြောင်းမှဘယ်ပွဲရမှာပေါ်ချိုးဝက်ချိုးပြောနေမှာပေါ်တင်ပြောဘယ်သူမှလည်းဘာမှမပြောဘူးမိုက်ရပြောတာဘယ်သူမှလည်းမကြည့်ရဘူးဆိုတော့အဲ့လိုကြီးတွေမတွေးပါနဲ့မထင်ပါနဲ့လို့လည်းကြိုပြောချင်တယ်ခုပြောတဲ့အကြောင်းအရာတွေကတော်လိုင်းမှာတကယ်လိုအပ်လာမယ်လို့ထင်လို့ရှီဘူးရအကြောင်းအရာတွေပေါ့နော်တကယ်လိုအပ်လာမယ်လို့ထင်လို့ကျွန်တော်တို့မုန်းကန်ပြောတယ်ပြောဘယ်လိုပြောတကယ်လိုအပ်လာမယ်လို့ထင်တယ်ပြည်သူတွေကိုလည်းသိစေချင်တယ်အဲ့လိုမျိုးမြင်စေချင်တယ်ကျွန်တော်တို့တွေကိုလေရှင်းရှင်းလင်းလင်းမြင်စေချင်တယ်ဟီရိုကြီးလိုပုံပဲနဲ့ကျွန်တော်တွေကကို professional ရဲ့တော်လိုင်းရေးကိုခွဲခြားထားတယ်ဆိုတော့ရှင်းရှင်းလင်းမြင်စေချင်တယ်ပြီးတော့တော်လိုင်းနဲ့ပတ်သက်ရင်အရန် serious လာပြီးရှင်းရှင်းလင်းလုပ်တယ်ဆိုတော့လည်းသိစေချင်တယ်ဆိုတော့ဒါကျွန်တော်တို့ကိုယ်ပိုင်ကျွန်တော်ဖြစ်စေချင်တာလေးကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ်လို့ဟီရိုလို့မြင်လိုက်တယ်ဆိုရင်ကျတော့ဒါကြီးသွားတယ်နော်ကျွန်တော်တို့အလုပ်ကိုတော့ကျွန်တော်တို့အလုပ်မှာကျွန်တော်တို့နုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟီရိုလို့မြင်ခံခြင်းတယ်ဟုတ်တယ်ဒီလားချားဟာမှာတော့ချားဟာမမြင်ခြင်းငယ်ရင်းနဲ့ပဲဒေါ်လာရင်းနဲ့ပဲကြီးမှာတကယ်တော့ဟိုရှေ့တန်းမှာတိုက်ပြီးတော့ဟိုပေါ့နော်ကြည်စံပဲရလာမှမသိရဲဘော်လေးကြောက်ခွဲကျွန်တော်တို့မကြည့်ပြနေဟုတ်တယ်ကျွန်တော်တို့ဟီရိုလို့မြင်တယ်ဒီလားဒီဒေါ်လာရဲဘော်တွေပေါ့နော်ကျွန်တော်ဟီရိုလို့မြင်တယ်လေးလေးစားတယ်အမြဲတမ်းသူရဲကောင်းလို့သတ်မှတ်တယ်သူတို့ရှိရင်ငွေကြေးမျှဝေစီစဉ်လို့လည်းကိုတွေကသူတို့နဲ့နှိုင်းရှင်လို့မရအောင်ဟုတ်တယ်မရအောင်အဲ့ငါတို့ကသူတို့ပေးနေတာဆိုတော့ကြီးနေလို့မရအောင်ဒါတွေကဟိုဟာဖြစ်လို့မရအောင်ဟိုလုံးဝအကွာကြီးတယ်နော်အကွာကြီးဘာမှဟိုအောက်ခြေရဲဘော်တွေဒီရှိတဲ့ရဲဘော်တွေအားလုံးကကျွန်တော်တို့နဲ့ဘာမှမဆိုင်ကျွန်တော်တို့တွေကဟုတ်တယ်ကဲတော့ဟိုအဲ့ဒီသူတို့ပေးဆောင်တဲ့ဆိုင်မြူးတမုံတော့မရှိဘူးဗျာဒါပဲကျွန်တော်တို့ professional နဲ့ပတ်သက်ရင်ကျွန်တော်တို့ hero လို့မြင်တာတော့မြင်ခံကြတယ်ဟုတ်ကျွန်တော်အဲ့ဒါအနုပညာနယ်ပယ်မှာဆိုရင်တော့ hero ဖြစ်အောင်ဖိုင်လေးမှုတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့မြင်ပါအနုပညာသမားတို့လည်းမြင်စေခြင်းနဲ့
လူပညာသမားလို့ဖြစ်အောင်လဲနေကြတယ်နေကြတယ်ဆိုတာတကယ်နေကြတာပါကျွန်တော်တို့ကိုကျိုးတက်လည်းလှုပ်သလိုကိုကျိုးတက်လှုပ်တယ်ဆိုတာတော်လိုင်းအလုပ်မှာကျွန်တော်ကိုကျိုးတက်လုံးမလုပ်ကျွန်တော်လူပညာလုံးမှာကျွန်တော်ကိုကျိုးတက်လှုပ်ကျွန်တော်လူပညာလုံးမှာကျွန်တော်ဘာမှအားနာခဲ့တာမရှိသလိုကျွန်တော်ပြပြတာဟုတ်ကူညီစင်လည်းကျွန်တော်အပြည့်ကူညီအဲ့ဒါကတော့ဒီတော်လိုင်းမှမဟုတ်ဘူးကျွန်တော်ရန်ကုန်မှာနေပြီးကျွန်တော်အလုပ်လုပ်တယ်ကျွန်တော်လက်ကားရိုက်ပေးခြင်းရုပ်ရှင်ဆိုတော့လက်ကားရိုက်ပေးလိုက်တယ်အဲ့လိုလက်ကားဆိုကျွန်တော်စီဘိုးတော့ကျွန်တော်မရှိဘူးအဲ့လိုမျိုးရှင်းရှင်းလေးလေးလုပ်တတ်တဲ့လူတွေဖြစ်တယ်ရှင်းရှင်းလေးလေးပဲဖြစ်နေတာဆိုတော့ကျွန်တော်တို့တွေကအဲ့ကြောင့်ဒီစကားတွေပြောတာပါလို့ဆိုတော့ ဝင်နေကြပါနေ နေကြပါနဲ့ ရုပ်လေးမလိုက်တော့ မလိုက်ဘူးတကယ်ရုပ်ကလေးနဲ့မလိုက်တာလား ခဲတာ ဖြည့်တယ်မဖြစ်ပါနဲ့ နောက်ပြီးတော့ပေါ့နော်အဲ့အခုမြင်ရအောင်ကျွန်တော်တို့တွေကတော်လိုင်းရေးထဲမှာလေဟိုတော်လိုင်းရေးဆိုတာကကျွန်တော်ဘယ်တော့အဲ့တော်လိုင်းပြောနေရအောင်ကျွန်တော်ခိုင်းမပြောချင်တော့ဘူးဗျာဒါတွေက ဒီကလာဖြတ်သန်းနေပေါ့ယုံကြည်ချက်ပေါ့နော်ယုံကြည်ချက်တွေနဲ့၆လမ်းခဲ့ရတဲ့အခါမှာအဲ့ယုံကြည်ချက်ဆိုတာလည်းတော့ကျင့်စဉ်ပေါ့နော်ဟုတ်ကျင့်တဲ့တရားပေါ့ကိုကျင့်တဲ့အဲ့လိုတရားကိုကျင့်တဲ့အခါမှာငါကဒီထဲမှာနေတဲ့ငါပိုကြီးနေတယ်ပြီးတော့ငါမားတာတွေလက်ခံပေးရမယ်ပေါ့မဟုတ်ဘူးဗျာကျင့်စဉ်ဘယ်လောက်မှမကျင့်ဝတ်မရှိအဲ့ကျင့်စဉ်ကလာလာပဲဆက်ရှုံးနေတာအဲ့လိုပဲကျင့်ဝတ်ဘယ်လောက်ဆောင်ထိန်ထိန်ကျင့်စဉ်မမှန်ရင်သွားတာပဲဥပမာနော်စကားဆိုရင်တော့ကျင့်ဝတ်လည်းမပေါင်းကျင့်စဉ်တော့မပေါင်းလို့ရှင်းလို့ရှင်းတယ်ကိုယ့်ဘက်ကကျွန်တော်တို့တွေအားလုံးကအဲ့ဒါတော့ကျွန်တော်ကအဓိကဒီကျင့်ဝတ်နဲ့ပတ်သက်ပြီးတော့ပြောချင်တာဗျာအဓိကလူစီဘလူစီနောက်ပြီးတော့လူကျင့်ဟိုဟာပေါင်းတင်ကြတကယ်ချင်းကြပဲပြီးတော်လိုင်းရောပါဒီလူသားကျင့်ဝတ် တွဲလုပ်တဲ့လူတွေပေါ့ကျင့်ဝတ်တွေရှိကြတယ်နော်အဲ့ကျင့်ဝတ်တွေကိုမစောင့်ထိန်နိုင်ကြတဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့ဒီဟာကြီးကိုရိုက်ခတ်လာတယ်ဗျာဒီအတိုင်းပိုင်းတစ်ခုလုံးရိုက်ခတ်လာမင်းတို့ကောင်တွေကအခုဒီကနေပြီးထောက်သွားပြီးတော့စစ်တပ်ကူဟိုဖြစ်နေကောင်တွေအမှဒီလိုမဲလားဆိုတော့ဥပမာ PDF တဲမှာလို့ဖြစ်ရင် PDF တွေအားလုံးထိခိုက်နေတယ်ကြောဟုတ်တယ်ဒီမှာရှိတဲ့ဒီ တင်းကျုံမြင်တာကိုလည်းမဖြစ်စေချင်ဘူးနော်ဖြစ်လာပါအဲ့တော့ဒီကျင်းဝက်ကအရေးကြီးတယ်ဗျာဟိုတချို့ကပြောကြတယ်ဥပမာပေါ့နော်တချို့ကဥပမာပေးကြတယ်အင်ဆိုးကပါစိတ်ညစ်လို့ဟိုမင်းကနေပြန်နေပေါင်းတော့ဒါရစားနေတယ်ဟုတ်တယ်ဒါပေမဲ့ဒါကျင်းဝက်ရကျွန်တော်တို့လေကျင်းဝက်ရတော့ဒါကျွန်တော်လက်ခံနေရပြီးစားမဟုတ်ဘူးနော်ဟုတ်တယ်ဟိုဒါရဟိုတခြားတော့တချို့တွေစောက်ရန်ပုံစံနေတဲ့ကောင်တွေပြောရင် friend with benefits ကိုဘာလို့ရှောက်ပြောရင်တော့ပြောကြမှာသူတို့ဒါပေမဲ့ဒါလေကိစ္စကိုဒီလိုသူတို့ယူဆတာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့အလုပ်ကိုင်ဒီပေါ့ဒီတော်လိုင်းတစ်ခုပဲဒီတစ်ခုကိုစားပြုနေလူတွေနဲ့အဲ့ဒါကိုအများကြီးစဉ်းစားနေတယ်အဓိကလူကျင့်ဝတ်တွေအခြေခံမိသားစုကျင့်ဝတ်လူငွေကျင့်ဝတ်တွေကိုထားနေတယ်မဟုတ်ရင်တော့ကျွန်တော်တို့ကအဲ့ဒါတွေကဘယ်လိုထိခဲ့လဲဆိုဒီတော်လိုင်းနဲ့ franchise ကိုလည်းထိခဲ့တယ်တခြားဟိုဟာတွေလည်းအကုန်လုံးထိခဲ့တယ်ဒီပြင်းနဲ့ထိခဲ့လာပြီးတော့ဟိုဒီတိုင်ဝမ်တစ်ခုလုံးကဒီလိုဖြစ်နေတယ်ဆိုတော့အဲ့ဒါကိုလည်းဟိုကျွန်တော်တယောက်နဲ့အဲ့လိုများလာတဲ့အချိန်မှာ case တွေတစ်ခုပြီးတစ်ခုများလာတဲ့အချိန်မှာဟုတ်တယ်အဲ့ဒါကြီးရောလာတယ်ငခုံးမတစ်ကောင်ကြောင့်တယ်လီလုံးပုတ်ဟုတ်တယ်ပဲတယ်လီလုံးပုတ်လေးငခုံးမတစ်ကောင်မှာ live ပုတ်ရမယ်ပုံဖြစ်နေပြီအဲ့လိုသူတို့ဆိုအများကြီးတော့ဒါတောင်းဟိုကွာရှေ့မှာပေါ်နေသူ့ချီကျူအောင်ဘောမဆိုတော့ဟုတ်ဆိုကြည့်ရတယ်ဒါပေမဲ့ဒီဘဲကိုကိုကြည့်တယ်ပြမှာသူနဲ့ကိုလည်းညာတော့ပြန်ပြပြတာများအချိန်မှာ तू ကအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တော့ဟိုကသူ့ရဲ့ကျင့်ဝတ်နဲ့ပတ်သက်သူစောင့်နေတယ်ပြောရင်တော့ဟိုစော့ရှုပ်လို့ရသူမင်းသားကလေစောင့်နေတယ်ဟုတ်လားဟုတ်တယ်ဒါပေမဲ့ तू တကယ်ဟိုဒါတော့အာမခံဒါပေမဲ့အာမခံတာလူတွေလည်းတစ်ခါကြရင်တကယ်အာမခံရဘူးကဲအဲ့ဒါဆိုတော့ကျွန်တော်နည်းနည်းနုပညာအကြောင်းလေးပဲဟုတ်တယ်နော်လှည့်မယ်နော်ဟုတ်တယ်တော့တော်ကြမောင်းတာတော်လေးများသွားလို့ကျွန်တော်တော့ပြင်မထွက်တော့ဘူးဒါတော့ကျွန်တော်တော်လေးအကြောင်းပြင်မထွက်တော့ပြောချင်ဘူးတကယ်တော့ပြောချင်တော့ပူတက်နိုင်တယ်လို့ဝင်ပြီးပြီပေါ့ကျွန်တော်ဆိုဟီးရိုးကြီးသူရောကောင်းကြီးထားဖြစ်သွားတယ်ဟုတ်တယ်နည်းနည်းလေးနုပညာပဲပြန်လက်အောင်ကျွန်တော်တို့ကဟိုမင်းတို့ဘက်ကလူတွေလောက်တာကြတော့ဟိုမင်းတို့ကအတန်မထွက်ဘူးလားလို့ဖြစ်မှာဆိုလို့ပေါ့နော်ကျွန်တော်တို့ဒီကားတွေကိုတန်ထွက်ပြောတာဟုတ်တယ်ဒါပေမဲ့မပြောဘူးလားဟိုမင်းတို့ဘက်ကတော်လေဟိုအာနာရှင်ကြတော့တော်လန်ပြီးမင်းတို့ဘက်ကလူတွေမဟုတ်တာလုပ်နေတာကြတော့မင်းတို့ကမပြောဘူးလားဆိုပြီးတော့ဖြစ်မှာဆိုတယ်နောက်ပြီးတော့ကိုရပြောလဲပြောတယ်ကိုရလည်းမဟုတ်တာမလုပ်ဘူးဟုတ်တယ်အစိုးရပြောတော့ပြောတယ်ကိုရလည်းမဟုတ်တာလုပ်တယ်အဲ့ဒါလည်းရှိသေးတယ်အကြီးတယ်နော်အဲ့ဒီကြောင့်ပြောတော့ဒီဆိုတော့အဲ့ညကတရားထိုင်တယ်လို့ meditation လို့ဆိုခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဟင်းချက်တဲ့အခါမှာလဲစိတ်ထဲမှာဒီဟင်းကစားရတဲ့လူတွေကောင်းမှုဆိုရဲကောင်းအကောင်းပဲတွေ့ရ။စားရင်းလည်းအဲ့လိုပဲဖတ်တဲ့လူတွေကောင်းမှု။အဲကြောင့်အဲ့လိုကောင်းမှုဆိုပြီးရင်းနဲ့ကိုကအဲ့လိုလေစားလုံးမောင်းမားတွေဆောက်တယ်လည်းပြအောက်ကနေလာဆဲတော့ခံရတာပေါ့လေ။ဒါပေမဲ့စိတ်ထဲကအဲ့လိုခဏဇောကြီးတာပေါ့နော်။အဲ့တော့
အဲ့ဒါတော့အဲ့ဒီဟာတော့ assignment mate ဆွဲလုပ်ဖြစ်တယ်ပေါ့နော်အခုဆိုလည်းဇညုံးနေကြီးနေဆိုတာဟုတ်တယ်ရုပ်ရှင်တွေလာမယ်ရုပ်ရှင်တွေကအခု download လည်းအများပြောတယ်ပေါ့နော်တစ်ဖက်မှာလည်းရုပ်ရှင်တော့ကသူကသူပဲဆက်လက်လဲပတ်နေသူကသူအောင်မြင်လားကြာဆုံးနေတာဆိုတာကိုယ်စိတ်ဝင်စားဘူးဒါပေမဲ့ကိုယ်တွေကကြတော့ဒီဘက်မှာကစာရေးဆရာရှိတယ်တရုပ်ဆောင်ရှိတယ် writer ရှိတယ်အားလုံးကပြီးတော့ရေးကြည့်ရ audience ပြိတ္တကအရင်တော့ဆိုရင်ရုပ်ရှင်ရုံတော့ကြည့်ရတယ်လေနော်အခုကြည့်ရင်ဒါမှမဟုတ်ပြည်တွင်းမှာဗီဒီယိုထုတ်ဝင်ပါညာအခုကမလို့တော့ platform တွေရှိလာတယ်ရုပ်ရှင်တွေပြလို့ရတယ်အခုဆိုကိုနာကြီးတို့ပြနေရတယ်ဆိုအောင်မြင်နေတယ်နိုင်ငံတကာမှာပြီးတော့နောက်တစ်ခုကန်ကောင်းတာဗမာတွေကဗမာပြည်ထဲမှာကဘာမှာပုံများတယ်ပြီးတော့ဈေးဘက်ကအဲ့လိုရွှေ့နေတဲ့သဘောရှိရပေါ့နော်အဲ့တော့အဲ့လိုယူဆရတာပေါ့နော်ဒါပဲကိုရောစာပေးနေကြမသိရသေးဘူးအခုမှကိုနာကြီးရောပြည်စမ်းခန်းမျိုးလုပ်နေတာ yes အဲ့ဒီဟာဒါတကယ်လို့ပြောရရင်ကိုကစဉ်းစားဥမာတရုတ်ပြည်ရုပ်ရှင်လောကရှိတယ်လေတရုတ်ပြည်ရုပ်ရှင်လောကရှိတော့ဟောင်ကောင်ရုပ်ရှင်လောကရှိတယ်ထိုင်ဝမ်ရုပ်ရှင်လောကရှိတယ်ဒါပေမဲ့အဲ့ထိုင်ဝမ်နဲ့ဟောင်ကောင်အများကြီးကဘာကိုထိုးပေါက်တယ်အောင်မြင်တယ်ဘာကြောင့်လဲသူတို့မှာအရေးကြီးရှိတဲ့ကောင်တွေအများကြီးရှိခဲ့ကြတယ်လေအဲ့တော့ဒီမှာလဲကိုယ်လုံနိုင်ရင်တော့တစ်မမကြီးမှာပြောနေစဉ်းစားဆိုတဲ့ကိစ္စအဲ့ဒါယူကိုယ်တွေဖယ်နိုင်မယ်ကို creative ကိုဘယ်ထိထုံးမှုပါပဲလုံနိုင်မယ်ပြီးရင်ဒီကိုနာကြီးတို့အရင်လောက်ခဲ့တဲ့ rating တွေပါလေကိုယ့်အကူပဲကိုယ့်ရဲ့အသိစိတ်နဲ့ကိုလုံနိုင်မယ်အဲ့ဒါဆိုရင်အားလုံးကိုပြောရတော့ဒီဘက်ကလူတွေလည်းကြည့်ဖို့တစ်ခုရှိအောင်လုံနိုင်မယ်ဆိုပြီးဟုတ်တယ်ဒါကဝင်ပါပြီးတော့ကျွန်တော်နေရေးတယ်ဇလန်းနေရေးတယ်အခုဆိုရင်သူလည်းဆိုရင်ရေးသားရရှိတယ်ဟုတ်တယ်ဒါပေမဲ့အချိန်တောင်းရအောင်ထုတ်တယ်မထုတ်သေးတာပါနော်ဟုတ်တယ်ကျွန်တော်ရဲ့အဓိကကိုရောက်နေတဲ့နေရာမှာလမ်းသစ်လူငယ်ဖြစ်တဲ့အတွက်ကျွန်တော်လမ်းသစ်လူကြီးမကြခင်တော့လူကြီးဖြစ်တော့မှာပေါ့နော်ကျွန်တော်တို့အဲ့တော့လမ်းသစ်တွေကိုကျွန်တော်တို့ဖောက်ဖို့ platform တွေရှိဖို့ကျွန်တော်တို့ဝိုင်းကြိုးစားနေကြတယ်လူငယ်တွေရောလူကြီးတွေရောအကုန်လုံးပေါင်းပြီးတော့ပေါ့နော်ဆိုတော့အခုကျွန်တော်ပြည်သက်တွေတချို့တွေဆိုရင်ဒီ Google Form ထဲမှာရေးပို့ထားတယ်တွေ့တယ်ကျွန်တော်လည်းဖတ်ရတယ်ဆိုတော့အသိပေးခြင်းတယ်ပေါ့နော်ဆိုတော့စာရေးတာတချို့တွေဆိုအများကြီးပဲကျွန်တော်မသိတဲ့ကျွန်တော်တစ်ဖက်ရှူထောင့်တစ်ခုကနေမြင်တဲ့ perspective တစ်ခုကနေမြင်တဲ့ဟာကျွန်တော်တို့အရန်တန်ဖိုးထားတယ်ပြီးတော့ကျွန်တော်ရှေ့ဆက်ငါဘယ်လိုရှောက်လန်းရမလဲဆိုတာအဲ့ဒီ perspective တွေကအရန်ရေးကြည့်တယ်လို့ထင်တယ်ဆိုတော့အဲ့အတွက်အားလုံးကျေးဇူးတင်တယ်ကျွန်တော်တကယ်လည်း motivation ရတယ်တကယ်လည်းခွန်အားရတယ်ကျွန်တော်ဘာဆက်လုပ်ရမလဲဘာဆက်လုပ်သင့်လဲဆိုတာတွေပဲကျွန်တော်အထောက်အကူဖြစ်စေတယ်လို့ဒီကနေ appreciate လုပ်ပါတယ်ပြီးတော့ခုနကကိုပြီးပြောသလိုပဲကျွန်တော်တို့ဇာညွန့်နေရေးထားတယ်ရုပ်ရှင်တွေကကြားတယ်ကျွန်တော်တို့ထားပါတော့ခုနစဉ်းစားကိုပြီးပြောတဲ့စဉ်းစားမဲ့ဆိုတော့တချို့တွေကမြင်ပဲစဉ်းစားမရှိတာဘယ်လိုလုပ်ရှင်ရလုပ်ဖို့ဆိုတော့မဟုတ်ဘူးလို့အဲ့အတွေးခေါ်ကဘယ်သူတွေရိုက်ထည့်ထားပေးလဲတော့မသိဘူးအဲ့ဒါကျွန်တော်တို့ပြည်တွင်းမှာလည်းရင်ဆိုင်ခဲ့ရတဲ့လူကြီးနော်ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့အကြောင်းအရာတွေဆိုတော့ကျွန်တော်စဉ်းစားမရှိတာလွတ်လပ်စွာဖန်တီးလို့ရအောင်လို့ဒါပေမဲ့အဲ့ဖန်တီးမှုတကယ်ကကိုယ်တိုင်ပဲတာဝန်ယူရတာဘယ်နိုင်ငံမှာတာဝန်ယူကြမလို့ဆိုဘယ်သူမှတာဝန်ယူရတာမဟုတ်ကိုဖန်တီးတာကိုယ်တိုင်တာဝန်ယူရတာ sorry ကPower Ranger ကိုကောင်းကောင်းမပြနိုင် Power Ranger ကမရိုက်နဲ့ဆိုတဲ့အတိုင်းပဲသိမလားရေသူမနဲ့တူအောင်မပြနိုင်ရေသူမကမရိုက်နဲ့စဉ်းစားမလို့ရတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ယုံကြည်တယ်ဗျအဲ့တော့ကျွန်တော်တို့လက်ဖန်တီးမယ်ကျွန်တော်တို့ရုပ်ရှင်တွေရိုက်နေတော့ကျွန်တော်ကြိုးစားမယ်အားလုံးနဲ့တူတူပေါင်းပြီးတော့အဲ့ဒါတွေကကြာပြီအခုဆိုရင် Paravan to the Roof platform တွေတွားနေပြီနိုင်ငံတကာဘယ်လိုမျိုးယုံတင်လို့ရလဲလမ်းကြောင်းတွေကျွန်တော်တို့ကိုနာရီတို့ဥဆောင်ဖွင့်တယ်ဆိုတော့အဲ့ဒီလမ်းကြောင်းတွေရှိသွားတယ်နောက်ဆက်ရိုက်မဲ့လူငယ်တွေဒီဥဆောင်တွေရုပ်ရှင်လောကတွေခုနပြည်တွင်းမှာရှိတဲ့ရုပ်ရှင်လောကနဲ့မတူတဲ့နောက်ထပ်လူငယ်တွေဒီဘက်ဒေါ်လာဘက်ကိုပါလာပြီးတော့မှပြည်တွင်းမှာနေလို့မရလို့ဒီဘက်မှာရှိနေတဲ့လူငယ်တွေရုပ်ရှင်တွေရိုက်ပြီးတော့ဆက်လုပ်လို့ရမယ်ဆိုတာအဲ့ဒါကကျွန်တော်တို့ကပြည်တွင်းတဲ့လူတွေကိုနှစ်ခုလမ်းတော့မဟုတ်ဘူးနေရင်လည်းရိုက်တာလည်းမဟုတ်ဘူးပြည်တွင်းကသူတို့ရုပ်ရှင်လောကတိုးတက်ဖို့ကသူတို့နဲ့ပဲဆိုင်တာကျွန်တော်တို့ဘာမှစောက်ပေါင်းလည်းမတူဘူးကျွန်တော်ဘာမှပြောစရာမလိုဘူးသူတို့တာဝန်သူတို့ကပြည်သူကအာမပေးတာကိုကျွန်တော်တို့ခေါင်းလာမတည်တယ်ကျွန်တော်တို့ဘာမှတွေးထိုးတာမရှိဘူးသူတို့တာဝန်ယူရမှာသူတို့ပေါ်ကားရရင်တော့ပြည်သူကပေါ်လောကလို့ပြောမှာသူတို့လုပ်တဲ့အလုပ်ကသူတို့နဲ့ပဲဆိုင်ကျွန်တော်တို့လုပ်တဲ့အလုပ်ကကျွန်တော်တို့နဲ့ဆိုင်အဲ့ဒီတော့ကျွန်တော်ကကျတော့လုပ်ရပြီးတော့မှတစ်ဖက်လူတွေလက်ညှိုးထိုးပြီးဖောင်းထုတ်တယ်ကျွန်တော်သမိုင်းမှာကျွန်တော် online သမိုင်းမှာရှာကြည့်လိုက်ကျွန်တော်ဘယ်သူမှဖောင်းထုတ်တာမရှိဘူးဆိုတော့အဲ့စကားတွေလည်းကျွန်တော်ပြန်ကြားရတယ်လို့လည်းသတင်းပေးချင်တယ်ဆိုတော့ကျွန်တော်လုပ်တယ်ကိုတာဝန်ယူကိုသမိုင်းကိုရေးကြမှာဆိုတော့
ဟုတ်တယ်အဓိကကိုဖန်တီးထားတဲ့ကြာကိုယ်တိုင်ပဲတာဝန်ရှိရမှာလေဘာစဉ်းစားမှလည်းမလို့သလိုအဲ့ဒါကြီးကလာပြီးဂျာတွေကဝင်တာဝန်ယူပေးနေရမျိုးလည်းမဟုတ်ဘူးကိုယ်တိုင်ပဲတာဝန်ယူရမယ်အဲ့လို ဘောမဘောကရဲ့တော့မဘောလို့ ဟုတ်တယ်ကိုလုပ်ရကလွဲနေတာကြီးကိုလွဲပါလို့ပြောခံရတာကိုတော့သွားမနာဘူးဟုတ်လားဒီကတော့ကိုရီဘက်ကလူတွေကပို့ပြီးတော့ကောင်းအောင်အားထုတ်ရမယ်ပေါ့နော် ဟုတ်တယ်ဟုတ်တယ် ကိုဆိုလဲစာရေးတဲ့အခါကျရင်ပို့ပြီးတော့ပဲပို့ကောင်းအောင်ကိုအားထုတ်တာပေါ့ကျွန်တော်အဲ့လွတ်လပ်တဲ့ခွင့်ရရှိတယ် ဟုတ်တယ်အဓိကအဲ့ဒါအကြောင်းလည်းပါဟိုလုံးဝလွတ်လပ်ဟုတ်တယ်ဟုတ်တယ်အခုကလေအဲ့လိုတော်လိုင်းဘက်မှာပါတယ်ဆိုပြီးတော့ဖြစ်လက်ဆန်မလုပ်သိဘူးထင်တယ်ပေါ့နော်ဟုတ်တယ်ခံပြီးမှုဆိုအဲ့ဒါကြရင်ဘာမှမထူးတော့ဘူးဖြစ်သွားမှာပေါ့နော်ဒီပေါ်ဟိုမနိုင်မျိုး ad company ရဲ့ creation အမှန်တမ်းပြောရင်ဒီတကယ်တမ်းပြောရင်ဒီ online ရုပ်ခုံလုံးပြီးတော့ GUI creation မျိုးဖြစ်ဖို့မဖြစ်ချင်တာဟုတ်တယ်ဒါကိုရကောင်းနေရမယ်ဟိုဒါပေမဲ့ online ရဲ့အကြောင်းအရာရောကျွမ်းပြီးပါနေရမှာအဲ့တော့ online ရုပ်ကလုံးလုံးပြီးတော့ခါရရင်ကြောင်းဟိုင်ရှိပေါ့နော်ဒါခင်ဗျားဝယ်ရမယ်ဖတ်ရမယ်ခင်ဗျားဒါဟိုကျွန်တော်စီရဝယ်ဒါ online ကြောက်မလို့ဆိုရင်အဲ့လိုသူတို့အဲ့ရောင်းနေလို့ဘယ်လိုနေလဲဒါရှက်ဟုတ်တယ်ဥပမာသူတို့ဖန်နေတဲ့လူညာကို online ကြောက်မလို့ဝယ်လာဝယ်ဟုတ်ဘူးမဟုတ်ဒါကကိုယ်ခံစားချက်ပေါ့ရှက်တယ်ကိုလာဆိုလို့ငါရဲ့ဟာကိုငါတော်လိုင်းမှာပါတော့ငါစောက်ကိုဝယ်တယ်ဆိုတာမျိုးလက်မခံဘူးဟုတ်တယ်ငါရေးတဲ့ဝတ္ထုကိုကြိုက်လို့ပဲဒါမှမဟုတ်ဒီဝတ္ထုကိုစိတ်ဝင်စားလို့ပဲအဲ့ဒါကိုပဲလိုချင်တာဟိုဒီလူကတော်လိုင်းမှာကြံမို့လို့အားပေးရမယ်ဆိုတာမျိုးအားပေးရမယ်ဆိုတာမဟုတ်ဒါပေမဲ့အားပေးလူလေးရှိတယ်အားပေးလို့မပြောဘူးဒါပေမဲ့တကယ်ကြိုက်တာကိုလိုချင်တာပေါ့တကယ်ကြိုက်အောင်ကြိုက်မယ်ကိုအားထုတ်ဟိုကိုယ့်ရဲ့ဖန်တီးမှုကိုကြိုက်တယ်ဆိုတာပို့ပြီးတော့အဆင်ပြေတယ်။ဥပမာလေရင်းတော့လို့2020ဒါစောက်ပေါင်းပြောရတယ်2020လောက်ဆိုပြီးတော့21လောက်မှာအဲ့လိုဗီဒီယိုကလည်းအများကြီးထွက်တယ်တော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့အများကြီးထွက်တယ်ရုပ်ရှင်တော့ရှိတော့ပါရောမဲဆောက်မှာဒရိုက်တာကြီးလို့ခေါ်တယ်တစ်ဆိုင်လုံးလေးကြီးอ่ะအဲ့လိုမျိုးလေဒရိုက်တာကြီးပဲဆိုတော့အဲ့လို quality လေးတွေကအများကြီးတော့လားသူတို့ရဲ့ကလည်း project တင်နေတာဒါပေမဲ့အဲ့လိုအမှန်တော့ open quota ကိုရသွားပြီးပေါင်းတင်တယ်ဒီမှာလည်းဆက်ကြမပေါင်းတာကိုကပြိတ္တနေတယ်ပြောတာဘလို့ရမှာပြီးသူကဝမ်းစာလည်းမပြည့်သေးပဲနဲ့တော်လိုင်းကောင်းတွေဝင်ရိုက်ကြတယ်ပြီးမဖြစ်ဖြစ်အောင်အားပေးရမယ်ဆိုတာမျိုးလုပ်လာတဲ့အခါကျတော့ဟိုဘက်ကနည်းနည်းဟိုဘက်မှာလည်းတတိနားလည်းကြံခဲ့တယ်အဲ့လိုပြီးတွေ့နေကြီးပါမယ်တော့ဒါတော့ကိုယ်လည်းဆရာအဲ့လိုပြကြအဲ့တော့ကောင်းကိုကအဲ့လိုပဲစားတယ်ဟိုအဲ့လိုပဲဟိုခံထားတယ်နော်ကောင်းချမှာချတာဒါပဲဟုတ်တယ်နော်ဆရာပြီးပြောမှဟိုဘက်မှာကြံခဲ့တဲ့သူတွေအကုန်လုံးကငဘောရီလိုတွက်လို့မရဘူးသူတို့ဘက်မှာလည်းတကယ်တက်တိနားလဲအကောင်လေးရှိနေမှာပညာရှင်တွေရှိတယ်အဲ့လိုကြီးစရာကြီးဘာကနေဘွားလာအတန်နေလို့နေနော်ဒီလိုပဲစောက်ဘောကရိုက်တာပဲဆိုတာဟုတ်တယ်စောက်ဘောစာကြီးရတာဟိုဒီဟာကလေအဲ့လိုပြဿနာတော့မဟုတ်စောက်ဘောလေface ကိုင်းနေမှာတကယ်တော့အဲ့ praise ကပဲမနေပါဘူးငါ့ကိုကြည့်ဆရာကြီးတကယ်တော့ဟိုဒါရတော့ပိသက်ကတမန်ရမှာပေါ့နော်ကျွန်တော်ဟိုအမေရိကမှာ Hollywood မှာဆိုလဲ A list တွေ B list တွေလူရှင်တွေရှိတာပေါ့နော်ကျွန်တော် B list ဆိုတဲ့ story ဆိုရင်ဆိုမီရဲ့ဆိုမီကတခြားလူကတခြားတွေဖြစ်ရတယ်ကားကြီးဖြစ်သွားတယ်ဆိုလဲ chroma ကြီးမှတိတာတွေရတယ်သူတို့အမေရိကမှာရှိတယ်ဒါပေမဲ့သူတို့တွေကသူတို့ list တွေသူတို့ရှိပြီးတော့ရှိကြတယ်ပေါ့နော်ဆိုတော့ Hollywood မှာလည်းဟုတ်တယ်အကုန်လုံးမှာရှိမှာကမ္ဘာလုံးမှာတော့quality ကားနဲ့ quality မဟုတ်တဲ့ကားတွေရှိတယ်ဟိုကျွန်တော်တို့အဓိကကျွန်တော်တို့ဒီဘက်မှာဒေါ်လာဘက်မှာပါတဲ့ရှိနေတဲ့ဒေါ်လာဘက်လို့ပြောရတာလေဆိုတော့အဲ့ဒါဘောမနေတဲ့လူတွေရှိနေလို့ဒေါ်လာဘက်လို့ပြောနေရတာဒီလားတကယ်တော့အဲ့လိုဖြစ်နေဟုတ်တယ်အဲ့တော့အကုန်လုံးတင်ကြုံပြီးတော့မှငါတို့ဒေါ်လာမလို့ရင်ဒေါ်လာဘက်မဟုတ်ဘူးလို့ပြောလို့ရပြီဟုတ်တယ်မဟုတ်ဘူးဒါပေမဲ့အားလုံးနားလည်နေတယ်ဘောမနေတဲ့လူတွေကိုပဲအဓိကဒီဒေါ်လာဘက်လို့ကျွန်တော်ပြောတာเนาะဆိုတော့ကျွန်တော်တို့ကဘုံမမနေတဲ့အတွက်ဒီလုပ်တွေလုပ်ပြီးတော့ဒီဘက်မှာရှိတယ်ဒီဘက်မှာရှိပြီးတော့လွတ်လပ်လုပ်ခွင့်ရတယ်လို့ဒေါ်လာကိုလည်းလုပ်တယ်ဆိုတော့အဲမှာလေဟိုကလည်းဘုံမမဒါပေမဲ့ဟိုလည်းလို့အဲ့လိုတွေမပါဘူးအဲ့လိုတွေကိုမပါဘူးအဲ့လိုတွေကိုကျွန်တော် appreciate လုပ်တယ်ဟိုသူမှရက်တီရခက်ခဲတယ်သူတို့ဘယ်လိုရက်တီနေရလဲဆိုတော့ကျွန်တော်တို့ကောင်းနားတယ်ကျွန်တော်တို့တော့မလွတ်လပ်ဘူးဆိုတာကျွန်တော်သိတယ်ဆိုတော့ဟိုကျွန်တော်တို့ကလွတ်လပ်စွာဖန်တီးခွင့်ရှိနေရင်ကျွန်တော်တို့လွတ်လပ်စွာဖန်တီးကြမယ်အကောင်းဆုံးလုပ်နိုင်ဖို့ကျွန်တော်ကြိုးစားမယ်အဲ့ဒါမြန်မာရုပ်ရှင်ကဆိုရဲဒီစိတ်နဲ့ကျွန်တော်ရိုက်ကြဆိုတော့အဲ့အမျိုးတွေကိုလည်းမြင်အားပေးစေချင်တယ်ပြီးရင်
မကောင်းတော့လည်းမကောင်းလို့ဝေဖန်ကောင်းရင်လည်းကောင်းလို့ဝေဖန်ကျွန်တော်တို့ဘက်ကမကောင်းရင်လည်းမကောင်းတော့မကောင်းလို့ဝေဖန်ပို့ရင်လည်းအဲ့ဒါကမိုက်တယ်လို့ထင်တယ်အဲ့ဒါဟိုလွတ်လပ်တဲ့စိတ်တစ်ခုလို့မြင်တယ်ဆိုတော့ကျွန်တော်တို့စူးစမ်းရတဲ့ຢာတွေကိုလည်းစူးစမ်းရတဲ့အရန်ကောင်းမယ်လို့လည်းကျွန်တော်တို့သတ်မှတ်တာတဲ့ပြည်သူတွေကသတ်မှတ်အောင်ပြည်သက်တွေကသတ်မှတ်အောင်ဆိုတော့ကျွန်တော်ကောင်းဆုံးစူးစမ်းကြမယ်ကျွန်တော်တက်နိုင်သလောက်ကျွန်တော်တို့နောက်နောက်မရအောင်လို့တော့ကျွန်တော်စူးစမ်းပါတယ်ဒီကကျွန်တော်နောက်နောက်မရချင်ကိုရုပ်ရှင်ကိုပြန်ကြည့်တဲ့အချိန်ဆိုတော့ရတော်တော်ဆိုးတယ်ပြန်ကြည့်တဲ့အချိန်ဆိုတော့အနည်းဆုံးတော့ကိုကလက်မထောင်နိုင်ရမယ်ပေါ့အဲ့ဒါအရေးကြီးတော့ဖြစ်တယ်အခုစောက်ပေါင်းတက်ပြီးသွားပြီဆိုတော့လေဟိုဒီကစားဒီထောင်းရဲ့ကောင်မလေးပြိသက်တွေလည်းစိတ်ဝင်စားမှကြောင်းရတယ်ဒီလိုရေးကြအောင်ကိုကြီးပို့ရပါတော့တောင်းကဟိုပေါ့ဟာနင်မိုက်ကြီးထိုးနေပါ MC လားချင်းနေတာကိုဘယ်လိုခံယူရလဲပြီးရင်အမျိုးသမီးတွေပေါ်မှာဟိုပါဘောနော်အမျိုးသမီးတွေပေါ်မှာထားတဲ့လေးစားမှုကဘယ်လိုတန်ဖို့ပေါ်ထားတယ်ဘာကြောင့်လဲဆိုတော့ဘာလို့ငါအဲ့လိုနေရလဲဆိုတော့စော့ကြည့်ပဲမင်းသားဖြစ်တယ်နော်ရုပ်ရှင်မင်းသားဖြစ်တယ်စော့ကြည့်ပဲဖြစ်တယ်သူကအဲ့တော့သူ့ဘေးမှာမင်းကလေးတွေဝိုင်းနေတာအဲ့ပေါ်မှာသူကဟိုမင်းလေးကသူ့ကြက်ကြက်ရှိမယ်ပေါ့နော်အမျိုးစုံရှိကြတဲ့အချိန်မှာသူ့ရဲ့အဲ့ပေါ်မှာခိုင်ပုံကမူကြည့်တယ်ဒီလားသူ့နေပုံထိုင်ပုံကိုရီးယားဒီမှာ2နှစ်3နှစ်လောက်ပေါင်းနေခဲ့တယ်သူအရင်တီးပြီးတော့အဲ့မင်းကလေးနဲ့ပတ်သက်တဲ့ကိစ္စတွေနည်းနည်းလေးဟိုပါပေါ့နော်သူ့မှာဟိုတန်မိုးတစ်ခုထားရဲပေါ့နော်အဲ့ဒါကိုသတိထားပြီးအဲ့တော့မေးကြည့်တာချင်းမေတ္တာရဲ့နောက်ပြီးတော့မျိုးသမီးတွေအပေါ်မှာဘယ်လိုမျိုးဟိုပေါ့တန်မိုးထားမှုကဘယ်လိုရှိတယ်ပေါ့အဲ့ဒါတွေသိချင်တာတားပြမေးပြလိုက်ပြီနော်ရိုးရတတ်တာမမေးခင်တည်းဆိုသိပြီးမေးဖို့ကြောင့်တကယ်တော့ဗျာဟိုကျွန်တော်တို့လမ်းတစ်ခုလျှောက်တယ်ဆိုတာလေဖလုတ်တိုက်မိရရှိသလိုဘွယ်နှင်းမိရတယ်ရှိမယ်ဆိုတော့ကျွန်တော်မှလည်းအဲ့လိုအမားတွေဟိုကိုမမျောလိမ့်မဲ့တဲ့မားခဲ့မိရတယ်စိုးခဲ့မိရတယ်ရှိတယ်ဆိုတော့အဲ့ဒါတွေကခွင့်လို့ရတော့တဲ့တိုင်းတာရှိလိမ့်မယ်ခွင့်လို့ရတော့တဲ့တိုင်းတာရှိမယ်အဲ့ဒါတွေကဟိုဒါကြရင်ပြောဆိုခက်တယ်ဆိုတော့ကျွန်တော်အရင်ယူသားဖြူစင်နေရလို့ကျွန်တော်ပုဂ္ဂိုလ်ဘယ်တော့မှမမြင်ဘူးအဲ့ဒါကိုအရင်ပြောချင်တယ်ပြီးတော့နောက်တစ်ခုကဟိုဒါမဲ့ဘာလို့ရှိလဲဆိုတော့ကိုဘယ်လောက်အကောင်းဆုံးဒီလိုကာလပေါ့နော်ဘယ်လောက်အကောင်းဆုံးယက်တီရှင်သန်နိုင်မလဲအဲ့ဒါအရေးကြီးမှထင်တယ်အခုဆိုရင်အခုကျွန်တော်သူတို့မေကွန်းတွေကျွန်တော်ချိန်စားမိပါတယ်ကျွန်တော်ကောင်းမလေးရှိတယ်လူပညာလောကတွေကမဟုတ်ဘူးအဲ့ဒါလည်းကြိုပြောထားတယ်ဆိုတော့သူတို့မေကွန်းကျွန်တော်သိတယ်အဲ့ဒါကြောင့်လူပညာလောကတွေကမဟုတ်ဘူးနောက်တစ်ချိန်တက်ပြောရနော်အဲ့တော့လူပညာလောကလူတွေနဲ့မပေးစားပါနဲ့ကျွန်တော်မကြိုက်ဘူးမဟုတ်ဘူးအဲ့ဒါတော့ကိုပြီးနဲ့မထင်ပါနဲ့အဲ့ဒါမိမကြည့်တော့လည်းပြောတာပြောနည်းတော့ရှင်းလေးတော့ဖြစ်အောင်လုပ်ပါရရှာဆိုတော့ဟိုမိန်းကလေးလိုလေးစားတယ်လောကကြီးမှာယောက်ျားရဲ့မိန်းမရဲ့နှမျိုးပဲရှိတယ်ဆိုတော့အဲ့နှစ်ခုတွေပဲပတ်ရှုပ်နေတာဆိုတော့အဲ့ဒါကတော့ကျွန်တော်လည်းဘာမှမတတ်နိုင်ကျွန်တော်တို့တက်နေတော့အကောင်းဆုံးကြိုးစားနေထိုင်တယ်တက်နေတော့အကောင်းဆုံးနေဖို့ကြိုးစားပါမယ်အဲ့ဒါပဲကျွန်တော်လည်းခုချိန်မှာပြောနေပါကျွန်တော်လည်းတည်တော့မှချီးကျူးခံရမယ်ဒီဖြစ်တယ်ကျွန်တော်အမှမခံနိုင်ဘူးဒါပဲကျွန်တော်တက်နေတော့နေထိုင်မယ်ကျွန်တော်အဲ့လောက်ပဲပြောရတယ်ဟိုကခါကြရင်ဘာမှမပြောရဘူးဘာမှမပြောနိုင်ရဘူးဆိုတော့ဒါကျွန်တော်ယူသားဆုံးပြောရတယ်ကျွန်တော်တက်နေတော့ကျွန်တော်ကြိုးစားပြီးတော့မမအောင်နေပါမယ်အဲ့ဒါလည်းခက်ခဲနော်ကျိုးရမို့လမ်းလျှောက်ရဆိုပြီးခါကြရင်ဟိုပေါ့ဟိုဖြေရမလို့ပြင်မယ်လမ်းရပုတ်တာလည်းကြောင့်ချိန်သွားရှိတယ်ပေါ့နော်ခါကြရင်ပတ်ဝန်းကျင်နဲ့ဟိုပါရမှာအဲ့ဒါတွေကလည်းခါကြရင်ကြုံရင်လည်းကြုံရလို့ဆက်ကဲမိကွန်းကတော့တကယ်လည်းအကုန်လုံးသိကျင်တဲ့မိကွန်းတစ်ခုဆရာကြီးကကိုစားမေးပေးလိုက်တာတော့ဒီနေ့တော်တော်တန်သွားမှချက်ပါဒီမိကွန်းတစ်ခုနဲ့ထိုင်းလဲမဟုတ်ဘူးနော်ထိုင်းမင်းပြီးသားတယ်maybe time I don't like some time ကဲဒီလောက်တော့ပြောပြီးသွားပြီနော်ထပ်ပြီးတော့မဟုတ်တာနဲ့ဆက်ပြီးတော့မလုပ်ပါနဲ့တဲ့အေးလေမဟုတ်တာ
မေကွန်းနေရှိ ဆရာကြီးလက်ရှိချီလည်းပြောလိုက်အောင် ကိုချေရကိုချေရကိုစီကြပါစား ကျွန်တော်လည်းသူကစိတ်ချတယ်ကိုချစ်က ကောင်းပါသူကဟိုမေကွန်းနေဟိုနေ့ကပို့တာရှိရနော်မေးတာရှိတောင်းမေးတာ ဟုတ်တယ် ဟုတ်တယ်မိကွန်လေးတွေရှိရင်ကြည့်တာလေနော်ကဲမိကွန်ဘယ်ကနေကြည့်ရမလဲတစ်ချက်တော့ပြောပါကျွန်တော်ဟိုကိုထဲမှာကျွန်တော်တွေ့တယ်ကိုတောင်းရုပ်ရှင်ဇာတ်ကားတွေရိုက်နေချိန်မှာအခုထိုင်းဘက်မှာဆိုတော့အခက်အခဲတွေရှိမှာပဲထိုင်းမှာစကားရောရပြီလားကျွန်တော်ထိုင်းမှာစကားမရဘူးပြကျွန်တော်တက်ရတယ်ကျွန်တော်မရတော့ဘူးထင်ပါတယ်ဘယ်လိုလေ့လာနေလဲဘာသာစကားခက်ခဲမှာသူတို့နဲ့ communication အဆင်ပြေအောင်ဘယ်လိုကြိုးစားလဲဘယ်လိုကြိုးစားလဲစီတိုင်းရောက်ရင်95 full အဲ့တဲ့ပုံကျွန်တော်မပြောတော့သကောတကယ်တည်းပဲချက်ပိတ်ထားတယ်ထောက်လိုက်မရပြင်ကိုပြီးနဲ့ပြောတယ်ခက်ဖို့အဲ့ဒီစကားတွေကအသက်သွင်းတဲ့ပြုတ်တဲ့ဝက်စားဘယ်လိုပုံစံပြောင်းနေလဲဆိုတော့ကျွန်တော်တို့ဟိုထိုင်းမှာရိုက်တဲ့ရုပ်ရှင်ကားအများစုက costume designer ရှိတယ်ပြီးရင်ရုပ်ရှင်သရုပ်ဆောင်တဲ့ပတ်သက်ရင် action director ရှိတယ်သူတို့ရဲ့လမ်းညွှန်မှုနဲ့ကျွန်တော်ဖန်တီးတဲ့ဟာနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ထူးသဖြင့်ကိုအကောင်းဆုံးဖြစ်ဖို့ဆိုတာရုပ်ရှင်အကောင်းဆုံးဖြစ်ဖို့ဦးတည်တယ်ကျွန်တော်တို့အဲ့လိုမျိုးခံယူချက်နဲ့သွားကြတယ်ဘာလို့ professional ဖြစ်တဲ့အတွက်ကိုအကောင်းဆုံးဆိုပြီးလုပ်လို့မရဘူးအဲ့ဒါဟိုနိုင်ငံတကာမှာဆိုရင်ဘောလုံးမှလည်းမရှိဘူးဘယ်သူမှဘယ်မှမရှိဘူးကိုအကောင်းဆုံးဆိုပြီးလုပ်လို့မရဘူး professional ဖြစ်ရင်ဘောလုံးမှာဆိုရင်ကိုအသင်းအကောင်းဆုံးဖြစ်ဖို့ပဲဦးတည်ကြတယ်ကိုအကောင်းဆုံးကိုနောက်မှထားတယ်ကိုသွင်းရဖို့နောက်မှထားတယ်အဲ့ဒီသဘောတိုင်းပဲကျွန်တော်ရုပ်ရှင်မှာလည်းကိုအောင်မြင်ဖို့ကိုအကောင်းဆုံးဖြစ်ဖို့ကိုအရန်သေးဆောင်ကောင်းဖို့ဆိုတဲ့ဟာထက်ဒီစကားကိုငါဘယ်လောက်ဘယ်နေရာနေပါဝင်အားဖြစ်ရတယ်ဆိုတာကိုအရင်သိအောင်ကြိုးစားပြီးတော့ကျွန်တော်တို့သေဆောင်လုပ်ကြရတာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ခံချက်အဲ့စိတ်ဓာတ်နဲ့လုပ်ကြရတယ်ဆိုတော့အရှိမငါအကောင်းဆုံးဖြစ်ရမယ်ဆိုပြီးလုပ်ရင်အမှန်တန်ရှက်စရာကောင်းတယ်ကျွန်တော်တို့ဒီတခြားနိုင်ငံတွေကရုပ်ရှင်တွေပါပေါ့နော်ငါအကောင်းဆုံးဆိုပြီးအတင်းလုပ်လေပိုရှက်စရာကောင်းလေပဲဒီမှာကျတော့ဒီစကားကိုဘယ်လောက်ကောင်းအောင်လုပ်ကြလဲငါတို့ဘယ်လိုပူပေါင်းပြီးလုပ်ကြမလဲဘယ်လိုတင်းပေါင်းရတော့တယောက်တည်းလုပ်ရတာမဟုတ်ဘူးနော်ဆိုတော့အဲ့လိုမျိုးတွေအထင်းမှာကိုယ့်ရေရှင်ကသူ့ဟာသူပါသွားတာကို creation ကိုဖန်နေမှုကသူ့ဟာသူပါသွားတာအဲ့ပုံမှာပြည်သက်တွေကမြင်ပြီးတော့ဆုံးဖြတ်ကြတယ်သဘောကျအဲ့အတွက်လည်းဘယ်သူမှဒီဇာကားထဲမှာပါတဲ့လူကဒီလူကဒီဇာကားမှာအောင်မြင်သွားလို့အကုန်လုံးမူရိတာပွားကြတာဒီဇာကားမှာဒီဇာကားတွေကနောက်တစ်ယောက်ကအဲ့လူကိုစောက်ပေါင်းထုတာတွေပြောတာမရှိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်ကလောက်ကြတယ်ဆိုတော့အဲ့လိုမျိုးဖန်တီးကြတာဆိုတော့ဝက်စားဒီဇိုင်းပါညာ character ကိုအားလုံးပေါင်းပြီးတော့ဒီဆောက်ကြတယ် costume designer တွေ makeup တွေ director တွေassistant writer တွေအားလုံးကသူ့လို့သူ producer တွေအားလုံးသူ့လို့သူလုပ်ကြပြီးတော့ဒီဇာတ်လမ်းမှာ production design producer တွေ production design တွေဒီထဲမှာပါတယ် product နဲ့ပတ်သက်တဲ့ကိစ္စတွေကို feature quality ကောင်းအောင်လုပ်ကြတယ်ကျွန်တော်တည်ဆောင်နေရတယ်ကိုတည်ဆောင်ဖို့တည်ဆောင်ချက်ကိုတည်ဆောင်နေမှမသိအောင်တကယ်ဖြစ်နေမှခံစားလို့ရအောင်ကျွန်တော်တို့ဝိုင်းပြီးကြိုးစားကြတယ်အဲ့လိုမျိုးလုပ်ကြတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဓာတ်ပုံပညာကိုကျွန်တော်စိတ်ဝင်စားတာကျွန်တော်ပချီဆွဲပို့တော့ပဲကျွန်တော်ဓာတ်ပုံရိုက်တာများတယ်ကျွန်တော်ဓာတ်ပုံပညာဆိုပြီးတော့ပြီးတိုင်မလေးလောက်ကျွန်တော်ပချီဆွဲချင်လို့အပချီကားကောင်းကောင်းလေးဆွဲဖို့ရအောင်ဆိုတော့ဓာတ်ပုံမျိုးကောင်းကောင်းလေးရိုက်နေအောင်ကြိုးစားတယ်အဲ့လိုမျိုးပါပြီးတော့သိချင်တာကိုတော့ humor character ဘာလို့ရွေးခဲ့တာလဲအပြင်မှာရော humor လို့ပဲလားသိချင်ပြီအပြင်မှာကျွန်တော် humor လို့ပဲလားတော့ကျွန်တော်လည်းမသိဘူးအဲ့ဒါပြိသက်ကြိုက်တယ်လို့ဆုံးဖြတ်လို့ရတယ်ကျွန်တော် humor လို့မြင်ချင်လည်းမြင်လို့ရတယ်ဘာမှမဖြစ်ဘူးဘာလို့ကျွန်တော်တာဝန်ယူပြီးရိုက်ခဲ့တဲ့ character ဖြစ်တယ်ကျွန်တော်အဲ့လိုမြင်တာကျွန်တော်ကြိုက်တယ်ဆိုတော့ humor ကျွန်တော်ဘာလို့ရွေးခဲ့လဲဆိုတော့ humor ကပြင်မှာရှိတဲ့တကယ်အခြေအနေမှန်တကယ်ယောက်ျားလေးမိန်းကလေးပြဿနာတွေကြုံတွေ့ရတဲ့အထင်မှာ humor ကလူများစုကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့တိုက်ရောက်မှုရှိတယ်တူလဲတပေါင်းဒါတကယ်အခြေအနေကိုပြန်ရေးထားတာပေါ့နော်ဆိုတော့အဆင်မကိုယ်တိုင်ပြောတယ်ကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဆိုတော့ကျွန်တော် humor ကိုကြိုက်တဲ့အကြောင်းရင်းကခန်းစားလို့ရတယ်ပြီးတော့သူ့နေရာကနေကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်သေချာသိတယ်ပြီးတော့ကျွန်တော်အဲ့ character ကိုကောင်းကောင်းသိလို့သေချာသိလို့ကျွန်တော်ရွေးချယ်ခဲ့တာအစကျွန်တော်ညင်းခဲ့တယ်အဲ့ humor ဘာလို့လဲဆိုတော့ကျွန်တော်သေချာမသိလို့အဲ့တော့ကျွန်တော်ရုပ်ဆောင်လုပ်တဲ့အချိန်မှာကျွန်တော်မိမတရားဖွင့်ရဝန်ခံချက်ကိုကျွန်တော်ပြန်ဖတ်တယ်ဖတ်တော့ဒီ character ကိုကျွန်တော်သေချာနားလေတယ်အဲ့တော့သေချာနားလေတဲ့ character ကိုကျွန်တော်ဘာလို့မဖန်တီးရဲရမှာလဲကျွန်တော်ဖန်တီးတာပေါ့ကျွန်တော်သေချာနားလေတဲ့ character မို့လို့ကျွန်တော်သေချာဖန်တီးတယ်ကျွန်တော်သေချာနားလေဖို့လည်း
ဆရာမတို့ channel လူတွေကျွန်တော်တေချာမေးပြီးမှဒီ character ကျွန်တော်တိစောက်ကြတာယူမွန်ပတ်သက်တဲ့အကြောင်းအရာပါနော်ပြီးတော့ကျွန်တော်မေးခွန်းတွေမသိတော့အားလုံးဘယ်တော့မိမကြီးပါလဲမိမတော့မယူသေးဘူးလို့လက်နေချင်တယ်စာရေးကြက်တာပါတော့မိမတော့မယူသေးဘူးတော့မင်းထားပါနေချက်ပြီမိမမယူမိမဘာလို့လဲအချင်းကြီးမလဲပြန်လဲဟုတ်တယ်ဒီရွေးမှာ women တွေငိုကုန်ပြီဆိုတော့ဒီရွေးမှာကျွန်တော်ချစ်သူရေးစားမရှိလို့ပြောတာဒါမယူသားတာဟုတ်ဒီရွေးမှာကျွန်တော်ချစ်သူမရှိလို့ကျွန်တော်ဘာလို့မဒီရွေးမှာချစ်သူလို့ရှိရမယ်လေဟုတ်တယ်မလားဟောဒီရွေးမှာအမိမပေါ်ရင်မမြောက်တယ်အဲ့တော့လေစိတ်မရှိပါမေးထားတခုတော့ရှိတယ်ကိုရောင်းလက်ကတက်တူးရဲ့ဘယ်တခုကိုပြောရလဲတော့မသိကျွန်တော်လက်ကတက်တူးတွေကကျွန်တော်ကြိုက်တာတွေထိုးတာကျွန်တော်နောင်တမရဘူးလို့ထင်မိရတယ်ကျွန်တော်ထိုးတယ်ပေါ့နော်ဆိုတော့ဘယ်ဘာလဲကျွန်တော်လည်းမပြောသေးဘူးဒါပေမဲ့တေချာတာဘသူတော့မှထိုးတာမဟုတ်ကျွန်တော်တို့ကျွန်တော်ထိုးတာဘသူကြောင့်မှကျွန်တော်ထိုးတာမဟုတ်ဘူးပြီးတော့တက်တူးနဲ့ပတ်သက်ရင်ကျွန်တော်ပြောအောင်မယ်ကျွန်တော်ဥတော်ကအထင်လွဲတဲ့ကိစ္စလေးရှိတယ်ကျွန်တော်ဒီတက်တူးတွေကျွန်တော် MV တခုရိုက်ဖို့လည်းကျွန်တော်ထိုးတာမဟုတ်ဘူးကျွန်တော်ထိုးတာလည်း MV နဲ့သွားတိုက်ဆိုင်အောင်ဆိုတော့အဲ့တော့အမလွဲနေတယ်ပါကျွန်တော်ပြောလိုက်ပါတယ်ဆိုတော့ဒီတက်တူးတွေအကုန်လုံးကကျွန်တော်ကဘယ်လိုတွေးရလဲဆိုတော့ကျွန်တော်သက်30ကျော်ရင်ကျွန်တော်တက်တူးတွေထိုးခြင်းတယ်ကျွန်တော်တက်တူးကြိုက်တယ်သက်30ကျော်ရင်ကျွန်တော်ထိုးခြင်းတဲ့နေရာလေးတွေရှိတယ်အဲ့နေရာတွေထိုးပြီးသားကျွန်တော်ထိုးခြင်းတဲ့ပုံစံတွေပေါ့နော်ရှိတယ်အဲ့ဒါလေးထိုးပြီးသွားရင်ကျွန်တော်ရက်လိုက်မယ်လို့တွေးတယ်ဒါပေမဲ့ဒီတက်တူးတွေကကြတော့ကျွန်တော်ထိုးဖို့စိတ်ကူးမရှိဘူးကျွန်တော်သူတို့ရဲဘော်တွေနဲ့တွေ့တော့ရဲဘော်တွေတက်တူး artist တွေရှိတော့သူတို့တွေနဲ့ကျွန်တော်ထိုးခြင်းလို့အဲ့ချိန်မှာဖြစ်လာတဲ့စိတ်တိုင်းကျွန်တော်ထိုးလိုက်တာပေါ့နော်ဆိုတော့ထိုးပြီဆိုမှတော့လေကျွန်တော်နောင်နာမရမယ်အောင်ကျွန်တော်ကြိုက်တာလေးကျွန်တော်ရွေးထိုးလိုက်တယ်ဆိုတော့ဒီရင်ဘက်မှာရှိတဲ့တက်တူး3ခုကတော့ကျွန်တော်မွေးနေ့မှာကျွန်တော်အဲ့နေ့မွေးနေ့မှာငါတက်တူးထိုးမယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်ထိုးထားတဲ့တက်တူးတွေဆိုတော့ဒါပဲတက်တူးနဲ့ပတ်သက်ရင်ဒါပဲဒီတဲ့ပုံဘာမှမရှိဘူးရှုပ်လဲရှုပ်မနေဘူးရှင်းလင်းပဲကျွန်တော်ဒီရွယ်မှာတက်တူးလေးနဲ့ကျွန်တော်ခန္ဓာကိုယ်ကျွန်တော်ထားခဲ့ခြင်းလို့တက်တူးလေးထိုးတာဒါပဲဆိုတော့ကျွန်တော်ကြိုက်တာထိုးတယ်ကျွန်တော်နောင်နာမရမယ်ထင်တာထိုးတယ်ကျွန်တော်တက်ထိုးတယ်ဘယ်သူတက်မှမဟုတ်စာပြေရောဘယ်သူတက်ထိုးတာW3 white whiskey ချစ်တော့ white whiskey ဒါကိုကြာနားရရမှာကျွန်တော်ကိုဗစ်ကိုအားကြတယ်ကျွန်တော်တက်ထိုးလိုက်ထိုးတာဘာကြည့်လို့မပေါ့မပြရတယ်ကဲဟုတ်ပြီဆိုတော့မေးခြင်းနဲ့မေးခွန်းတွေထပ်တက်မလာဘူးဆိုရင်တော့မဲနိုင်မယ်ပြီနော်မဲနိုင်ဘာပြောချင်တယ်လဲကိုလို့သမီးကဂုံကြိုက်တယ်ဟုတ်ကဲ့ပါကျွန်တော်ကြိုက်တာလေကျွန်တော်လို့သမီးကကျွန်တော်ကြိုက်တာလို့ကြာလောက်တာဖြစ်တဲ့တော့ပေါ့နော်ဒီမှာကိုင်းတာသဘောကျတယ်ဟုတ်ကဲ့ကျွန်တော်လည်းသဘောကျလို့ပြေးဆောင်နေတာပါဒီချိုးနေလို့မမီလာဆိုပြီးပြန်ကြည့်လိုက်ပါခင်ဗျာပြန်တင်ပေးပါမယ်လိုင်းကြောင့်ဖြစ်သွားတဲ့အပိုင်းကြီးလဲrecord ယူထားရှိရဆိုတော့ record နဲ့ပြန်တွဲပေးပါမယ်အဲ့ပိုင်းရောစဉ်းစားဖြတ်လိုက်ကျွန်တော်လမ်းကောင်းသွားကြတယ်နောက်ကြည့်ကျွန်တော်လည်းကိုပြီးတော့တွေ့ပြီလေနော်ကျွန်တော်တွေကရန်ရှိကြတယ်ပြောပြီးရှိကြတာပြီးကျွန်တော်တွေကခွေးချစ်တတ်တယ်ဆိုတော့ခွေးစကားပြောစိတ်ညစ်ရတဲ့ဟာတွေပြောကျွန်တော်တို့ညစ်သေးနေစမဲ့ဟာတခုမှမပြောဘူးသူ့အကြောင်းမှလည်းပြောမနေဘူးကျွန်တော်ကလေကိုအကြောင်းတွေကိုပြောပြီးတော့ပြောနေတယ်အဲ့လိုလေလူသိအောင်နေဟုတ်ကဲ့ရှေ့ဆက်ပြီးတော့เนาะကျွန်တော်တို့တော်လိုင်းရေးကိုတော့အားလုံးကိုကျွန်တော် message ပေးချင်တယ်တော်လိုင်းရေးနဲ့ပတ်သက်ရင်တော့လေကျွန်တော်ကဘယ်တော့မှတော့နောက်ဆုံးမှာမဟုတ်ဘူးပြီးတော့ဘယ်တော့မှနောင်နာရမှာမဟုတ်ဘူးကိုလုတ်ခဲ့အလုပ်တွေပေါ့နော်ဆိုတော့နောင်နာမရအောင်လေတော်လိုင်းနဲ့ပတ်သက်ရင်နေတယ်နောင်နာမရအောင်နေတယ်နောင်နာမရအောင်လုပ်ကြတယ်ဆိုတော့ကျွန်တော်တို့အားလုံးရဲ့ရင်းထဲမှာရှိတယ်အခုကကျွန်တော်ကတော်လိုင်းရေးဝင်တော့ဝင်ဖို့ပဲတော့ဖြစ်လာဖြစ်မခံဘူးဟုတ်တယ်ဝင်တော့ဝင်ဖို့ဆိုတော့တော်လိုင်းရေးတွေကနေပြီးတော့ခူးယူစားတော့တဲ့လူတွေမဖြစ်ရအောင်ပေါ့နော်တော်လိုင်းရေးကိုပဲကျွန်တော်တို့ဖြစ်ပေးတဲ့လူတွေပဲဒီလောင်းပေါင်းတင်ပြီးတော့ဘေးကနေရတဲ့နေရာလေးကနေsupport လုပ်တဲ့ဘက်ကပဲပါ
တမုံကြီးတွေစက်ကြီးပေါ့အဲ့လိုပဲပါနိုင်တယ်ပါနိုင်တဲ့အင်အားကနေကောင်းနေမယ်ဒါပေမဲ့တော်နိုင်ရနေဝင်ပြီးခူးယူစားတော့ဖို့တော့ပဲလူတွေတော့မဟုတ်ဘူးနော်ကိုမနေနဲ့အလုပ်ကိုလုပ်တယ် professional ကြလုပ်နေဒီတော်နိုင်မှာပါဝင်ရတယ်ကျွန်တော်အဲ့လိုပဲယူစားရတယ်အဲ့လိုပဲတက်နိုင်တော့လုပ်မယ်ပေါ့ဗျာဟုတ်တယ်ဒီတော့မပြောနိုင်ဘူးလူဆိုတာအဓိကကျွန်တော်တော်လိုင်းကိုနောက်မဆုတ်ချင်တဲ့အကြောင်းရင်းဒါဘယ်ဖွဲ့စည်းဘယ်သူတွေနဲ့ဘယ်သူတွေနဲ့မှမဆိုင်ဘူးကျွန်တော်တို့တော်ထဲမှာရှိတဲ့လူငယ်တွေသူတို့တွေရဲ့ယုံကြည်ချက်သူတို့တွေယက်တီချက်ကိုကျွန်တော်လေးစားတယ်အဲ့တော့ပြည်သူတယောက်အနေနဲ့ကျွန်တော်တက်နိုင်သလောက်ကျွန်တော်လုံနိုင်ရမယ့်ဘက်ကနေဝိုင်းဝန်းပါဝင်ဖို့ပဲတော်လိုင်းကိုတွေးထားတယ်ဆိုတော့အဲ့ဒီဟာကအောင်မြင်သွားတယ်ကျွန်တော်အဲ့ဒီကနေဘာညွန့်ဘာပြီးဥပမာလည်းဘာမှပြောလင်းချက်မရှိဘူးကျွန်တော်တို့မေ့သွားလဲကျွန်တော်ကကြိုက်တယ်ကျွန်တော်တို့မေ့စေချင်တယ်ကျွန်တော်တို့နဲ့ပတ်သက်မှတ်မိစေချင်တာကိုပြီးဆိုရင်စာအုပ်တွေရှိမယ်ကျွန်တော်ဆိုရင်ရုပ်ရှင်တွေရှိအောင်မှာဒါပဲကျွန်တော်အဲ့ဒါတွေနဲ့ပတ်သက်မှတ်မိစေချင်နော်ကျွန်တော်ရအသေးစားဒါဒီထဲမှာဘာအင်းညာခံခဲ့ရဆွန်းလို့ခဲ့ရတယ်ကျွန်တော်တို့လာပြောတယ်စိတ်ဒါကိုလို့ကျွန်တော်လုပ်တာရှင်းလေးပဲဘာမှအင်းညာခံဆွန်းလို့တာမဟုတ်ကိုလို့ကျွန်တော်လုပ်တာကိုရက်ချင်တဲ့ဘက်ကရက်တီတာဒီကလာပြီးတော့လည်းဆက်လုပ်နေမှာပဲဒီကပင်စာရေးမယ်ပါကျွန်တော်အဲ့ကိုစောင်းခဲ့တဲ့ကိုမတရားဦးနေဆိုတော့တက်လိုက်အောင်လေဒီမျိုးပဲပြောမှာပဲเนาะကျွန်တော်အဲ့ကြရင်လေကျွန်တော်ဒီလိုပဲဝေဖန်ရမှာပဲဝေဖန်ကြရှိရကျွန်တော်ဝေဖန်မယ်ပြောကြရှိရကျွန်တော်ပြောမယ်အဲ့ကျွန်တော်နဲ့ဆိုင်နေထင်လို့ဆိုင်နိုင်ပေါ့ဆိုင်ကိုဆိုင်နေဘာလို့ဆိုကိုယ်နိုင်ငံရဲ့ရေးဖြစ်တဲ့ကျွန်တော်ဝေဖန်ကြရှိတာကျွန်တော်တို့ကပြည်သူ့အနေနဲ့ပြောဖို့လိုရင်ပြောမှာပဲဒါတကဘာလုံးမှာရှိတဲ့လူပညာပဲလုပ်ဘာပဲလုပ်အဲ့လိုပဲဖြစ်တတ်ရမှာဒါရိုးရှင်းပါတယ်နော်ဒီဘောတရားတော့တော်လိုင်းထဲမှာသူက professional ကရိုးရှင်းနေတာတယောက်ပါကိုကစာရေးစရာပါအဲ့လိုပဲတစ်ဖက်မှာလည်းဒီဆိုင်တိုင်းမှာဟို site ကနေနဲ့ဟိုအကိုတယောက်ကပါဘယ်မှာလဲ business player တယောက်ကပါအားလုံးအတူတူပဲကျွန်တော် professional တွေကနေပြီးပါဝင်နေကြရတယ်ဖြစ်တယ်အဲ့တော့ကျွန်တော်ကထူးမြတ်ပြီးတော့ကြီးမြတ်စရာအကြောင်းမှန်တယ်တကယ်ကြီးမြတ်သွားသူတွေကဘာလို့လဲဆိုတော့အဲ့လိုခုနကအသက်ပေးပြီးတော့ဒီဘက်ကိုအသက်တွေဘဝကိုဆွန့်သွားတဲ့သူတွေကိုလေးဘဝတွေဆွန့်နေဆိုတော့ဘာမှမဟုတ်ဘူးအသက်တွေဆွန့်သွားတယ်ဘာမှမဟုတ်ဘူးကိုရဟိုပြစ်လို့ရတယ်အဲ့တော့သူရဲ့ကောင်းတော့မဆိုင်ဘူးဟုတ်တယ်မှန်တယ်လုံးဆရာလည်းမလုပ်ဘူးကျွန်တော်တို့ယုံကြည်ရကားလိုမျိုးအဲ့တော့သိအောင်ကျွန်တော်ပြောပြတာပါနော်ပြည်သူတွေကိုပရိသတ်တွေကိုဆိုတော့ကျွန်တော်တက်နေတော့အဲ့တိုင်းကိုဖြောင်းမှတ်အောင်ကြိုးစားပြီးတော့ရှေ့ဆက်နေတိုင်းပဲတည်ရတဲ့ပေါ့နော်ဆိုတော့ရှေ့ဆက်နေတိုင်းကဘယ်ထိလဲဆိုတော့တည်ရတဲ့ပဲကျွန်တော်လုပ်နေရပါတော့ဒီတက်ဖို့တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ရုပ်ရှင်လောကစာပေလောကတော့ကျွန်တော်တူတက်ချင်တယ်တူတက်အောင်လုပ်ပြီးလုပ်ပါဦးကိုအတာဟုတ်တယ်ဆိုတော့တော်လိုင်းပြီးသွားရင်လည်းကျွန်တော်တို့ကအဲ့ဒါကိုဒီတက်ကိုလုပ်ခွင့်ရတယ်ဒီတက်ကိုလုပ်ကြမယ်တော်လိုင်းမပြီးလဲဘူးလုပ်နေတာပဲဆိုတော့အဲ့ဒါကလည်းတကယ်တမ်းပြောရရင်အာနာရှင်လက်အောက်ကနေကျွန်တော်တို့တော်လန်နိုင်တော့တော်လန်ပြီးတော့ရုန်းကန်နိုင်တော့ကျွန်တော်ရုန်းကန်ပြီးတော့ဒါကူလင်းကြောင်းတွေကိုဖောက်ကြတာဆိုတော့အဲ့ဒါကတော်လန်ရေးပဲလို့ကျွန်တော်ပြောကြည့်ဟိုအာနာရှင်ရဲ့ကျွန်တော်ရှိမှတဲ့နောက်ကြားပါတယ်နော်နောက်ဆိုရင်သူတို့ပြချင်တဲ့သူတို့ရိုက်ချင်တဲ့ဇာတ်လမ်းမျိုးတွေသူတို့ပြချင်တဲ့ရိုက်ခိုင်းတဲ့ဇာတ်လမ်းမျိုးတွေပဲရိုက်ရတော့မယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တင်ကြားတယ်ဆိုတော့အဲ့ဒါမျိုးတွေဆိုရင်ပြည်တွင်းထဲကလူပညာသမားတွေဘယ်လိုလုပ်ကြမလဲကျွန်တော်လည်းမသိဘူးဘယ်လိုဖြေရှင်းကြမလဲကျွန်တော်မသိဘူးဆိုတော့သူဘောမှာပြီးတော့အဲ့တိုင်းရိုက်ကြမှာလား policy ကားတွေရိုက်ကြမှာလားမသိဘူးတေချာတာတော့အားလုံးကကျွန်တော်တို့ပြည်သူတွေနဲ့ပဲသက်ဆိုင်တယ်ကျွန်တော်ပြည်သူတွေလို့ပြောရကြကျွန်တော်တို့လည်းပြည်သူတွေပဲနော်ဆိုတော့ကျွန်တော်တို့တွေကအဲ့ဒါတွေကိုတော်လှန်ဖို့လိုတယ်ကျွန်တော်လမ်းသစ်တွေဖောက်ဖို့လိုတယ်ကျွန်တော်ရိုက်ချင်တာရိုက်ရဖို့ကျွန်တော်ဖန်တီးချင်တာဖန်တီးရဖို့ကျွန်တော်နိုင်ငံရဲ့တကယ်အခြေအနေမှန်တွေကိုလူပညာဘက်ကနေဖန်တီးနိုင်ကျွန်တော်ကြိုးစားကြမယ်အဲ့ဒါဒီမှာပြောပြချင်ပါတယ်โอเคပါဆိုဆရာကြီးတို့ question လေးပြောပြပါဦးဟမ်ဆရာကြီးဒီ question ဘာလဲဒီ skill နော်လီလို့လီအဲ့ question ကိုပြောတာပါနော်ဒီ chef question ဆရာဒါပါပဲဘယ်သူစင်ပေးလိုက်အားလုံးနဲ့အားလုံးမဟုတ်ပါဘူးမပြီးကြသေးဘူးလေလွမ်းနေပြီဟမ်မပြီးကြသေးဘူးလားရှင်းတယ်လွမ်းနေပြီခက်ခိုင်ပြီဆရာကြီးတို့မေကွန်လေးတစ်ခုရှိရယ်ဆရာကြီးရဲ့အရင်ယောက်ျားနေရာမပေါင်းတော့တာလားသူယောက်ျားနဲ့ပေါင်းဆရာကြီးကတေရောသားရေးတာဗောမလေးဆရာကြီးကအားနေသူ့စိတ်ထဲမှာလုံးဝအဲ့ဒါတွေကခေါင်းထဲမှာအပြည့်ရှိတယ်ဆရာကြီးရဲ့ဘယ်အသက်အရွယ်မှာစာရေးခဲ့ရလဲအသက်ခဏပြောပြရနော်ခဏတော့အဲ့လိုပေါ့ဟိုကျွန်တော်ကစာရေးရဆိုတော့တကယ် professional ဟိုလိုမျိုးစောင်းပါးစပါတော့အဲ့လို2012လောက်မှစပါတော့ရေးတာတော့ဦးငယ်ရကြီးသားစာစရေးတယ်နောက်အဲ့လိုကြပြားရေးဟိုမဂ္ဂဇင်းပို့လည်းလုပ်ခဲ့ရအောင်ဆရာကြီးနဲ့တောင်းပြောခဲ့ကြတယ်ခုတည်းရေးကြအကြောင်းတစ်ခုပြောပြတယ်ဆ
ဒီကြောင့်မို့သူနဲ့ကိုယ်နဲ့လုတ်ခဲ့ဘူးတာတခုရှိတယ်။ဘာလဲဆိုတော့နှကောင်သားဟိုဟာသွားတာဈေးသွားတာနော်။သူကသူ့အိမ်မှာလာတဲနေတာပေါ့နော်။ဈေးသွားတော့ဈေးသွားအရင်အေးရတယ်ပေါ့။အေးလေအေးတော့ညတော့ညနေဆောင်ရင်တော့အေးလေအေးတော့ဆောင်းရင်ဟိုဖြစ်လာ။ပြောင်းရှိတော့လမ်းဘေးမှာရက်ဆိုင်နေဆိုင်။တေးလေးရက်ဆိုင်အဲ့လိုရက်သမားကြီးအုံနေတာ။တိုင်းရက်ဆိုင်ကြီးကြားကောင်းတယ်။ဟောတော့ဝင်ချပါတော့လေချတယ်ဆိုညတော့ဝင်ပြီးတော့ဝင်လဲဝင်ရောအဲ့မှာသူထိုင်းကြီးတွေထောက်တိုင်းတော့တစ်ခွက်ဆိုတယ်ဟိုကတို့ပကိန်းပြားတို့မကြီးသေးစိတ်မကြီးသေးစိတ်တောင်းအဲ့ဒီစားရှေ့ရောက်တော့ရကြိုက်တာယူအဲ့ဒါစားရင်ကြိုးစားအမီးအဲ့ရောက်တစ်ခွက်ချအမီးသူစားတယ်တော့တော့ကောင်းတယ်လို့အစောမိုက်ရင်ချိုးတယ်တော့မှတ်ရမလားအဲ့ခိုက်တယ်ပြီးတော့အဲ့မှာနောက်တစ်ခွက်မှတော့သူကမေးတယ်အဲ့ဆိုင်သူဘယ်နိုင်ငံလဲစောင်းရုပ်တက်ဆရာကဒီအဲ့လိုတောက်တဲ့ရုပ်တွေလည်းမပေါ့ဘူးဒါပေမဲ့တော့လို့ဆိုတော့သူကတက်အဲ့ဒီဆိုင်တော့အဲ့ကောင်ရအဲ့လိုပေါ်အဲ့လိုကြအဲ့ကောင်တောက်လို့လေနော်စိုးတော်ကောင်းပါလေအဲ့တော့ဒီကောင်မေးမကြီးသေးကွာတဲ့အဲ့မကြီးသေးရဆောင်းရင်အဲ့လိုလေဟိုကောင်ကနေကြိုက်ကွာစားတော့ကြိုက်ကွာကွာလည်းကြိုက်ဟောမိုက်ရောဒီဘူးကတော့မိုက်နေတော့ပြောနေတယ်အဲ့တော့ဟိုဒါပေမဲ့ခေါင်းဟိုအမြဲတမ်းပြောဒီကောင်ကနေဟိုလူကြီးလူကောင်ပုံစံနေတယ်လမ်းဘေးလမ်းဘေးအဲ့တော့သူ့လုံးဝ smart ပြင်မှာကျင်းဒါပေမဲ့သူကသူ့ရဲ့လမ်းဘေးတွေကလည်းလွတ်လာအဲ့လိုဖြစ်ပေါ်ချက်လေဟိုကတော့ကိုရအဲ့လမ်းဘေးလျှောက်တောက်တာဝါကပါတော့ဟိုတခြားလူတွေနဲ့တော့အများကြီးတွေ့ပြီနော်တခြားအဲ့လိုမကြိုက်ကြဘူးဒီလားကိုပြီးအဲ့လိုဆိုင်လို့မတိုင်ပါနဲ့တော့အဲ့သူကလိုက်ကြတယ်သူကအဲ့မကြီးသေးတော့လိုက်ကြတယ်လားဘာမှမိုက်နေတာမိုက်တယ်အဲ့လိုအဲ့လိုမတရားတော့ပူကောင်းတယ်မတရားကြီးဒီအဆိုင်ကပေါင်းပြီးမူးတော့ဒီနေ့အော်ဆိုပြီးပြန်လာကြမတရားရှိရနော်အဲ့လိုမတရားကြီးရအောင်မြင်တို့လည်းရာတော်ဆိုင်နေလိုက်ပတ်ထိုင်တာတော့ရတာသိပါအောင်မြင်ရဲ့ညိုပန်းရဲ့ဘုရားများများပြီးတော့ဆိုင်လေးဆိုင်ညကမ်းလေးမှာလိုက်ထိုင်တာရဲဆိုင်ရဲမယ်ကောင်မလေးရောင်းတာလေဟုတ်အကောင်မလေးကကျွန်တော်တို့တွေဆိုင်ဝင်ဆိုအတင်းလာဒါပေမဲ့ကျွန်တော်ကသူတို့စိတ်ဝင်စားကျွန်တော်သိချင်တာဒီရက်နေပါဒီပါရလဲသိချင်တာဆိုင်တစ်ခွက်တော့ရအောင်အဲ့ဒါဆိုင်တစ်ခွက်တော့ကြဟို3-4ဆိုင်အောင်နော်3-4-5ဆိုင်အောင်ပြောင်းတော့လိုက်ပြောင်းတော့ကြအဲ့ဒါ4ယောက်ဟို5ယောက်ပေါ့ဟုတ်ခေါင်းရဲ့အောင်မြင့်မြင့်ရဲ့လိုဝန်2ရဲ့ငါတို့လည်းများတယ်5ယောက်ပြောကြအဲ့ဒါတော့မတရားပဲမတရားပေါ့နော်ကဲအဲ့ဒါ season 2ရကန်ဆယ်မဲ point ကောင်းပါမယ်ကန်ဆယ်မဲကျွန်တော်နဲ့ကိုကြီးရဲ့ပထမဆုံးလှုပ်ရှားမှာကျွန်တော်ဇန်ညိုးရေးတာဟုတ်တယ်ဇန်ညိုးအဲ့ဇန်ညိုးကျွန်တော်ရွေးချယ်ရိုက်မယ်ဆိုရေးထားတာရှိတယ်နောက်ကျရင်တော့ဖြစ်လာမှာပေါ့နော်အဲ့ဒါဖြစ်ချင်တယ်အဲ့ဒါရေးတော့ကလည်းဟိုတောထဲမှာသွားရေးကြတယ်တောဆိုတာဒီကနေပြီးတော့ဟိုးချောင်းကလောင်ထဲကိုသူကကားဆန်ပြုတ်ဝဲရတယ်ကားမရတော့သူကခေါင်းကအဲ့နေရာကိုရွေးချယ်တာအဲ့ရသူကကားလာကြိုတယ်ချက်ကြောင်းတာနော်ကားနဲ့တို့ရဆင်းသွားခြင်းမှာဘယ်နည်းနေ3ရက်လား4ရက်လား5ရက်နေပြီးတော့စညွန်ရေးကြတာပေါ့ရေးလေရေးရောစညွန်ရေးရပြီးသားအစိုးရနော်2လလောက်အချိန်ကြီးရေးပြီးလေပြီးတော့အစိုးတတ်မယ်အဲ့5ရက်ကိုအဲ့မှာလည်းပြီးတော့မယ်ဆိုတော့အခြားချိန်မှာသေးစိတ်လေးထည့်ရေးကြကြောက်ဖို့တော့ဟောတယ်လားသူကဘာလို့တော့ဘယ်သူမှလည်းမရှိဘူးရှိုးကြီးတယ်ကိုကလည်းထွက်ပြေးလို့လည်းမရဘူးဆိုတော့သူကားနဲ့လာပို့ပေးရတယ်ဆိုတော့အဲ့ရှိုးကြီးထဲမှာနေရတယ်ပြီးမကကြရင်မဖြစ်ဆန်ပြုံးနဲ့ကျုပ်ကျုပ်ဦးနဲ့ကျုပ်ဟပ်ပြရဲ့ပေါင်းနဲ့ကျက်လားဟိုညဆိုလည်းတို့တယ်ညဆိုကဒီကတော့ထမင်းနဲ့ကြောက်တယ်သူကဒါပဲစား9ရက်ဆိုလူတွေကဘူးတော့အရက်3လုံးပါသွားကန်ကောင်းတယ်အဲ့ဒါနေရာလုံးပြတ်သွားလုံးလုံးအဲ့ဆိုအဲ့လိုတောပုံစံမျိုးအဲ့ပိုင်ရမှာပေါ့အဲ့ပိုင်ဘောတောရမှာနော်ဟိုကတို့ဘာဟိုဘာလဲတိုင်းလောကရဲ့စင်ကွန်တန်နဲ့ဟိုကြောက်ရှိုးကြောက်တယ်လို့ပြောသွားပြီးတိုင်းကျရတဲ့နေရာမျိုးမိုက်တယ်အဲ့ဒီအနာနဲ့ဒီပါတော့လိုင်းမိပြီးတော်ရအကန်ကောင်းလေတော်သေးတယ်အလုံးလုံးရတာတော့အဆင်ပြေဟုတ်တယ်လုံးဝဆောင်းလုံးရတာသူကတနေ့2နာရီတကယ်တော့ဇက်ကျွတ်ရေးပြီးတော့ကျွန်တော်က detail လေးတွေဖြည်းဖြည်းပြန်ဖြစ်အောင်အဲ relax ဆိုတယ်စိတ်ကူးကြတနေ့2နာရီရေးဆိုကျွန်တော်ချိန်ရစားပြီးပါလားဟောကျန်ချိန်ဘာလုပ်ကြလဲသူဒီဆရာကပြောကြညနေတောင်းရင်ဒီကိုအရက်တော့ကြအဲ့ဆိုင်ကောင်းလေးပါညနေကျဘာလုပ်ကြမလဲဆိုတော့တိုင်ပင်ကြတယ်ပြီးတာပြီးတယ်ဘာတော့မင်းဘာပြီးအိတ်ကြအနီးသားကနေတော့ရှာပေါ့တချို့ဟာတွေတချို့တွေအိုင်နာဒီလိုစနေနာရောက်ပတ်ကြည့်9ရက်လောက်လုပ်ကုန်တယ်ဟုတ်တယ်အဲ့ဆိုရင်ဟို season စပါတယ်season စလိုက်ပါနော်မဲ7နိုင် okay ဘုမလည်း7နိုင်ဘယ်လိုအခြေအနေလို့ကြောက်ပါမဲနိုင်တဲ့ season ဖြစ်ပါတယ်အောင်နိုင်ပါလေပြော
ဒီမှာလေကိုကနဲ့ဒါလေးလည်းတစ်ချက်မိတ်ဆက်ပေးပါ နော် smokies ကျွန်တော်လက်မှတ်ပါပါတော့ကျွန်တော်လက်မှတ်လေးထိုးပေးမယ် ဒီမှာလည်းထိုးပေးတယ်ဟောပေါက်တယ်ဟုတ်လားအဲ့လိုထိုးပေးအောင်ဟုတ်ကဲ့ ကိုတော့အဲ့ဒါလေးရအောင်ဘယ်လိုမျိုးထုတ်ဖြစ်ခဲ့ အဲကျွန်တော်အိမ်မက်လေးဒါကျွန်တော်အိမ်မက်လေးဆိုကျွန်တော်ငယ်ငယ်9ရက်လောက်တည်းကကျွန်တော်ရဲ့တကယ်ဒီမက်ချက်ကဘောလုံးကတ်နေတယ်ပြီးချင်းဆိုရတယ်အဲ့တော့ဒါအကြည့်ကျွန်တော်စိတ်ကူးလေးကကြီးလာရင်ချင်းကိုလေးတကူတော့ထုတ်တယ်နော်စိတ်ကူးတာဒါပေမဲ့ကျွန်တော်ဒီခွေမဟုတ်ခင်ကျွန်တော်တကယ်ကကျွန်တော်အရှိမှမျိုးပြည်တွင်းမှာတော့ကျွန်တော်လုပ်နေတဲ့ချင်းခွေရှိတယ်ကျွန်တော်ရဲ့ဆရာကီဒီလိုပါသူတို့ရောပါတယ်ခွေပါတော့ဒါပေမဲ့ကျွန်တော်အဲ့ဒါကမပြီးမသက်လိုက်ပဲရှိနေရက်တန့်နေအောင်နော်ဒီတိုင်းပဲရှိနေတယ်ဟို process ဒီတိုင်းပဲဖြစ်နေအောင်နော်ဒါကကြတော့ဒီကာလမှာကျွန်တော်ဒီ online ကာလမှာကျွန်တော်ခံစားရတဲ့အကြောင်းအရာတွေပြီးတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကျွန်တော်ပေးချင်တဲ့ sharing လုပ်ချင်တဲ့ခံစားချက်တွေကိုတစ်ချင်းသဘောနဲ့ရေးပြီးတော့ကျွန်တော်ခွေးလေးထုတ်တာဆိုတော့ဒီခွေးလေးကကျွန်တော်တို့အမှတ်တရအများကြီးရှိသလိုဒီခွေးလေးကျွန်တော်တို့ဘဝမှာအိမ်မက်တစ်ခုကို counter ပေါ်လိုက်နိုင်တယ်ကျွန်တော်ရဲ့ goal ပေါ့နော်ကျွန်တော်ရဲ့ goal ကို counter ပေါ်လိုက်နိုင်တယ်ကျွန်တော်ချီကျွန်တော်လက်တယ်ပေါ့ counter ပေါ်လိုက်နိုင်တယ်အဲ့ဒါလေးလို့ပြောတယ်အားကြောင့်လည်းကျွန်တော်ပစ္စည်းတွေအများကြီးဒီထဲမှာထည့်ထားတာဆိုတော့ချိုးရကျွန်တော်ပြောကြအောင်နော်ဒီလောက်ပစ္စည်းအများကြီးတကယ်ကျွန်တော်ဘာမှမြင်မှမရဘူးဘာမှလည်းဒီလိုကျွန်တော်ချမ်းသာတော့လို့ပတ်စံလည်းအများကြီးရှိဆိုတော့ဒီဒါကကျွန်တော် online ပစ္စည်းပေါ့ကျွန်တော်ဒီပညာ artwork တစ်ခုနေတယ်ကျွန်တော်ရောင်းတာဆိုတော့ကိုအိမ်မက်တွေကိုအကောင့်ထဲပုံထားတဲ့တစ်ခုဟုတ်ကဲ့ပါဒီ ML အားပေးတဲ့သူတွေတယောက်ချင်းစီတာကျေးဇူးအများကြီးတင်ပါတယ်ကဲချမယ်ကဲချမယ်ကိုတော့ဝင်ပြလိုက်တာကလာတော့သူကျတော့ follow ကဲတခုခေတော့ပေါ့ကျွန်တော်လက်ချားမှာကျွန်တော်ပေါင်မယ်နိုင်ကပ်ပြီးအဲ့လိုထင်တယ်လို့ကဲဒီမဲ့ပေါ့ပါအဲ့တော့ရကျေးဇူးတင်ပါနော်ကဲကန်သူရှင်อ่ะအမိုးဟာ36တဲ့ at no more ram and no more ramo no more ramo and no ian no more ramo no moreဟုတ်လား no more ramo no more ramo ကျွန်တော်တူပြလိုက်36 okay no more ramo အမေဆန်းတော့ဆန်း no more ramo no more ရေးချင်တာဖြစ်မှာတုံညာဟို OGN ကြီးသူကactor ဟော user နဲ့လေ no more ရေးတာဟို OGN နေဖြစ်လေထင်တာပေါ့ no more no yes ဟုတ်တာပေါ့ no more ရေးတာ no more and more ဖြစ်သွားတော့ yes ဆိုတော့ကန်ထူသွားတဲ့ဖြစ်ပါ no more မှာပြတယ်ဆိုတော့ကိုတောင်းရဲ့လက်မှတ်လေးတောင်းပေးပါဆူသွားလို့ကတော့မလေးရကဲလက်မှတ်ထိုးလိုက်နာမည်ပါရေးပေးလိုက်အောင်ဟာရပါတယ်နော်ဒီတိုင်းပဲနော်အမှတ်တရစာလေးတစ်ခုရေးပြီးလက်မှတ်လေးထိုးလိုက်ကြချီရောရမယ်အဆိုဆိုကျေးဇူးများတင်ပါတယ်ကဲဆိုတော့လက်မှတ်လေးရှာရနော်ပြထားလိုက်โอเคပါဒါဆိုရင်တော့ဒီကုန်းနေတယ်ဆက်တော့တတ်မလားဆရာကြီးအေးပါလေဆရာကြီးအဲ့ဒါတက်ပြတာမင်းမဖောက်မင်းဖောက်ဘူးလေသူကကဲအဲ့ဒါရင်ဟုတ်တယ်မင်းမရှိတော့ဆိုဟိုမှာလည်းဘဝမှာလည်း10ခွဲလောက်တခုတောင်းထားပြီးဘာရရတယ်ကိုတော့မှခေါ်ထားလိုက်တော့မှစင်ကြည့်လားပုံစံကြီးနဲ့ဘယ်ကရဲဘက်ကပြေးလာတာကိုဟာလို့အောင်ဒေးအောင်တနာရှင်းတော့ဘာလဲစမှုတယ်စမှုတယ်ပါဆိုလို့ပြေးလာဒီသူစမှုတယ်ဝင်ပြီးမှပြေးလာဟုတ်တယ်အဲ့ကြောင့်ကျွန်တော်မတ်တဲ့ပစ္စည်းတော့
မှတ်တဲ့ပစ္စည်းတွေထပ်ထုတ်မှာပါ မှတ်တရပစ္စည်းတွေစက်ထုတ်မှာလား အဲဆိုရင်တော့ ဆက်ပါ ကဲ ဒီမှာကျွေးကိုရောမြင်တယ်မြင်ပါတယ် မှတ်တရပစ္စည်းတွေစက်ထုတ်မှာလားဆိုအမှတ်တရပစ္စည်းဆိုတာတဲ့အဓိကကတော့ကိုယ်အိမ်မက်တွေဆက်ပြီးတော့အကောင့်ထဲပေါ်ပြမယ်ပေါ့နော်ဒါဒီလိုပြောရင်ပို့ပြမှန်မယ်တင်ပါတယ် အိမ်မက်ကတော့မှတ်အိမ်နေပါ အိမ်မက်မှချင်းအိမ်နေရလားကျွန်တော်တို့အလုပ်တွေစက်လုပ်မယ်ဒေါ်လာရင်းနဲ့ပတ်သက်ရင်ရောဒေါ်လာရင်းမဟုတ်တဲ့ကျွန်တော်တို့ professional နဲ့ပတ်သက်တဲ့အလုပ်တွေရောကျွန်တော်တို့ဆက်လုပ်မယ် ရှုပ်တယ်ပေါ့နော်အလုပ် ဟုတ်တယ်အလုပ်တွေဆက်လုပ်မယ်ကျွန်တော်တို့ကောင်းမွန်လေးနဲ့လူပညာမြောက်တဲ့အလုပ်တွေဖြစ်ဖို့ကျွန်တော်တက်နိုင်တယ်လို့ကြိုးစားပါမယ် โอเคပါဆရာကြီးလည်းပြောပြပါ ကဲပါအားလုံး ဂျပန်မှာလည်းတွေ့မယ် ဒီမဲ့ကျွန်တော်တို့ကတော့ဒီမှာဒီလို ဘူးယူပေါ်လာခဲ့ ဆိုင်ကျတော့ဆောင်းရဲဟိုစကားကျွဲ ကဲဆိုတော့ဒီနေ့အစီအစဉ်ကျွန်တော်တို့ဒီနေ့ progress လေးနဲ့ပတ်သက်လို့လည်းအားလုံးစဉ်းစားကြမယ်လို့ထင်ပါတယ်သိချင်တဲ့မိကုန်းတွေလည်းဖြည့်ပေးသွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ပြောချင်တာတွေလည်းပြောခဲ့ပါတော့ ဂျပန်ရောက်ရင်လည်းအားလုံးနဲ့တွေ့ကြပါတယ် မရှိ ဂျပန်ရောက်ရင်ဆိုဂျပန်ကသွားဖို့အစီအစဉ်ရှိရနော် တကယ်တော့ စပြီးတော့ဂျပန်ကလေးလာတယ်အဲ့လိုပြော မလေးလာပါ ဒီနေ့တည်းလုံးလို့ကျွန်တော်က ကျွန်တော်ကရင်းနှီးပါတယ်ဂျပန် အဲဒီမှာရ ဒီကတော့ရင်းနှီးခဲ့တာဒီကနေ့ကစီးတာ ဒီပကူလာတော့ အေးဘိုင်နေမတက်အောင် တမစကူလေ ဒီကတော့ဘိုင်နေမတက်အောင် ဘိုင်းနေမတက်ဘူးအားလုံးတသားလေး ဒါလည်းပဲဒီကလီဖာ โอเคပါဒါဆိုရင်တော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် အားလုံးကျေးဇူးများကြီး ပြန်တွေ့ကြပါမယ် ချိန်ပေးပြီးအပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် စာရော